အားလုံးတာလီစောပါဒီခါကျွန်တော်တို့ဒီပီလာဆွေနီတတ်တော်စိခနေနေပြမွေးနေ့ခိုင်းတော့တဲရောက်လာတဲ့အနေနဲ့တော့ကတက်ရှိပြရှိညူရှိညီကိုဒီအလုံးကိုညီကိုမွန်မဒီအလုံးကိုတာလီစောပါလို့ဥစ္စာပထမနှုတ်ဆက်ပါတယ်ဒီခိုင်းတော့ဒီကတခါကျွန်တော်တို့နှိုက်စီနှိုက်တဲ့ဒီအရကတတ်တော်မွေးနေ့ရာဝနေနေမှာကျွန်တော်နှိုက်စီကြောင်းမနေကြအခိုင်းတော့ဇီရတခုဖိုက်ပါတယ်ဒီခိုင်းတဲ့ဇီတွေကိုကျွန်တော်တို့ဒီအနေနဲ့ပူလောရရဆိုရရှက်ကလေးတို့တချို့နေရာဒီမှာအလောက်ကအရှင်ခါဒီဆိုင်တော်ရှင်ခါနေမတူရတဲ့နာပွေးလန်တပေါင်းဒီအခိုင်းတဲ့မွေးနေ့အခိုင်းတဲ့ဒီလောရရအခက်ခီဒီဟင်းကဒီဆိုတော့ကရတီရရဲ့အတွင်းနာရောလူဒီအနေနဲ့နေမိကအလောက်ကဘရီအရှင်မှာမိမိတို့နော်နေအရှင်မျိုးမှာဒီကိုရိုဒီဇုံလင်းငါတဲပြီးအွန်လိုင်းကိုတဲပြီးကိုဒီရဲ့ဒီလေဆာအော်ထော်ရာဖိုက်တယ်အရခတ်တတော်ကြီးမွေးနေ့မှာအတဲရောက်ပြီးမွေးနေ့စကားပရိုခွန်ရာအိုကျွန်တော် EBC တခုစီစီပြီးရမယ်ဆိုပြီးတေပေါင်းပြီးလောက်ကတည်းစီဒီဖိုက်ပါတယ်။ရောင်တကောင်တွေတော့ကိုဗရာလောက်ကတည်းညီကိုဒီအလုံးကိုကြီးစုတောင်းပါတယ်။ဒီကျွန်တော်အင်းခါစိခနေနေဘရစိခနေနေမရစိခနေနေဘရဒီအရခတ်တတော်မွေးနေ့အခိုင်းနာမှာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်အရခတ်နေကိုင်းတော့တီခေါန်ကိုတိုင်ဘရတီဆိုပြီးဖောင်းလိုက်လို့ဖိုက်ပါတယ်။ရောင်တကောင်ပြီးတဲရောက်လာတဲ့ညီကမွန်မဒီအလုံးမိမိတို့နေရာမှာတတိနေဌာနနေရာပြီးအရခနေကတော့တီခေါင်ကိုတိုင်ပေတီစုဖို့အလေးနဲ့မိုက်တာခံပန်ကြလို့ပါတယ်နေတော့တိခါအလောအလေးဘရုနေမအလောကတော့ပူပါတယ်မျိုးနေအောင်နေပြီးတတိတက်တာနေထိုင်နေပြီးနေရာပြီးကဖို့လေးစောပန်ကြပါတယ်ဟုတ်ပါအောင်ဒီကျွန်တော်တို့စိခနေနေမှာစိခနေကမှာဒီအရခတ်တတော်မွေးနေ့အခိုင်းတော့အရခတ်နေတော့တိခါနာဖောင်းလိုက်ပြီးနောက်ပိုင်းမှာနောက်ထပ်ခိုင်းတဲ့စီနေနေပြီးကျွန်တော်တို့အဖောင်း orders က program လို့ဖို့စီဖိုက်ပါတယ်ဒီပထမဆုံးဒီစိခနေမှာအရခတ်တတော်မွေးနေ့မှာupon all that's go broker people to know our American community AC အောက်ထားပြီးပဲဥစိုးဝေဆန်ကိုလှည့်ပြီးရှောင်ပါတယ်။ဟုတ်ပါဥစိုးဝေဆန်ဒီ upon all that's go broker people လေးစားတော့ဖတ်သွားပါတယ်။ဟုတ်ပါရောလေးစားအပ်ပါတော့အရခတ်တက်တော်ဒီကောင်းဆောင်ဒီအလုံးရက်တော် is စိုက်မေဒီနဲ့အကတ်တအလုံးအရခတ်ပြည်သူလူအပေါင်းနဲ့ဒီနေ့ဒီအခမ်းအနားကိုတားလာခဲ့တဲ့ADD အလုံးကိုကျွန်တော်
သာလီသွားပါလို့ပထမဦးဆုံးကျွန်တော်နှုတ်ဆက်ပါတယ်ဒီကနေ့ကြောပါပြုလုပ်တဲ့အာရခတက်တော် AAE စစ်ခနိုင်နိုင်တော့မွေးနေ့အခမ်းအနားတွေတာမယ်တိုက်ပဲလေအခမ်းအနားတစ်ခုမဟုတ်ဘဲနဲ့အာရခလူမျိုးတို့ဤသမိုင်းဝန်တော်လန်ရိခရီဇွန်အပေါ်မှာကောင်းအရေးပါတယ်အမေတရာနီလာတရာဖိုက်ပါတယ်2009ခုနှစ်ကနေပြီးစာပြီးတီထောင်ကားတွေအရခတက်တော်တွေအချိန်ကာလစိတ်ခနိုင်နိုင်အတွန်းမှာဟလာဆယ်တယ်မှုဒီအမျိုးမျိုးအခါခေဒီအမျိုးမျိုးဆိုင်ရီဖီအားနဲ့နိုင်ငံရေးစင်ကုန်မှုဒီအများကြီးကိုရောဆိုင်ပါလေရကြီးလေတော့ဒီကနေ့ထိခိုင်မာနဲ့ ready နိုင်ခါဆိုရယ်ကောင်းထူခရီတမိုင်းဝအောင်မှုတရဖိုက်ပါတယ်အပိုင်း ready နိုင်ခရယ်ဒီအရခတက်တော်ကစိုက်သားဒီ30နဲ့ဆွဲလန်းမှုကောင်းဆောင်ဒီမျော်မှန်းချတဲ့နေပြီးဥဆောင်နိုင်စရယ်နောက်ပြီးအရေးအကြီးဆုံးကတော့အရခပြည်သူလူထုဤမရိပ်မရထောက်ခံမှုဒီကဖိုက်ပါတယ်ကျွန်တော်တို့မမိတ်နိုင်အရာတခုတွေအခုပိုင်ဒီနည်းကိုရောက်ရှိလာဖို့အတွက်အသာပိခခဲ့တဲ့သူတွေကောင်ဒီအကျဉ်းချခံခါရလူဒီဒုက္ခတဲ့ဒီအလုံးကိုခံစားခါရပြည်သူလူထုအလုံးဤအနိုင်နာခံမှုဒီကဖိုက်ပါတယ်ရောသူတို့အလုံးဤအနိုင်နာခံမှုတွေအရခဤလွယ်လွယ်လေးနဲ့ဂုံသိခါတော့မဖြောင်းနိုင်အုံးလိုက်ဖိုက်ပါတယ်ဒီကျွန်တော်တို့အခုဒီ American လူမှုဖွဲ့စည်းအနေနဲ့လည်းတော့အရခပြည်သူတီတရမြတာရဲ့ quality ကိုquality နောက်ပြီးကိုပိုင်ဆုံးပြခွန်နဲ့လူခွန်တွေကိုနိုင်ငံတကာအစွမ်းမှာအဖန်ပြောင်းတောင်ပြီးဖို့တော့ဆာလာပြီးကရူပန်လို့ရှိပါတယ်အမေရိကန်ပြည်ထောင်စုအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်းတော့အာရခါဤအမန်တရာတီကိုတော့ပြပြီးတရမြတာမှုနဲ့လူသားချောင်းစာနာမှုကိုအခရိခဲအထောက်ပံ့တီကိုရရှိဖို့တော့ကိုစားလာဖို့ထိုက်ပါတယ်အခုအချိန်မှာအာရခါဤအနာဂတ်တွေပိုပြီးအရိကိအစောတစ်ခုကိုရောက်ရှိနေပြထိုက်ပါတယ်အာနာတီဆော်ရဲအောက်ချိုရဲစနိုက်တီခွန်ပရိုတိုတာရဲစီဝါရီပညာရေးနဲ့လူမှုရေးအခက်အခဲဓာတ်ဒီမှာတည်ငြိမ်မှုနဲ့တိုးတာမှုဒီကိုရရှိစီဖို့တော့တယ်ကျွန်တော်တို့အားလုံးအရကပြည်သူပြည်သားဒီအားလုံးတွေပူပေါင်းဆောင်ရွက်ဖို့တော့လိုအပ်နေပါတယ်ရောရှောင်းကောင်အရကလူမျိုးအားလုံးအနေနဲ့စီလုံးညီညွတ်မှုကိုအဓိကထားပြီးမျိုးချိုက်စိတ်တဲ့တာဝန်ယူမှုနဲ့စီကဲတီးနေနေပြီးအနာဂတ်အရကနိုင်ငံတည်ဆောက်ရတော့အားလုံးတတကကပါဝင်ကြရဖို့ဆိုကိုကျွန်တော်တိုက်တွန်းလိုပါတယ်အထူးသဖြင့်လို့ဆိုကလူငယ်မျိုးစဒီအနေနဲ့ပညာရေးနဲ့နေပညာနောက်ပြီးခေါင်းဆောင်မှုဆွဲရည်တူကိုနော်တောင်ပြီးအာရခါဤအနာဂတ်ကိုတာဝန်ယူနိုင်သောခေါင်းဆောင်ကောင်းတီဖိုက်လာဖို့ကောင်းအရေးကြီးပါတယ်အခုကျွန်တော်နောက်ဆုံးအနေနဲ့အာရခါတက်တော်ဤစိတ်ခနိုင်နိုင်တော့မွေးနေ့အခမ်းအနားကိုသူဂုံပူပါကြောင်းနောက်ပြီးရီရှော့ပြီးတော့အရခပြည်သူတို့မျောနှောချက်တီကိုအောင်မရောစွာအကောင့်တွေပေါ်နေပါစီကြောင်းကျွန်တော်ဆုတောင်းရပါတယ်အရခတတော်အောင်မရောပါစီအရခပြည်သူလူတီအောင်မရောပါစီအရခဤအနာဂတ်တောက်ပါစီကျေးဇူးတော်ပါတယ်အားလုံးကတော့ပါဟုတ်ပါတယ်အခုပဲ phone orders က program ပြလာတယ်ဒီစီအောက်ထားပြီးဥဆောကျွန်တော်ဒီဝါကျေးဇူးတောင်းကတော့ပို့ပါတယ်ကျွန်တော်နောက်ထပ်တရားအလေးပြုရှောင်ပါတယ်ဟုတ်ပါနောက်ထပ်တရားဒီကျွန်တော်ဘောရောင်းနိုင်ငံသမဂ္ဂလိတူဖိတ်တယ်service ကပြဆရာတနည်းအားဖြင့်ဆိုရင်တူရီစာလေးဖိတ်တယ်နယူးယောက်မြို့မှာနေတဲ့စာကြီးပုခေကိုကျော်လိပြီးရှောင်ပါတယ်ဟုတ်ပါစာကြီးတောက်စောပါဟုတ်ပါရေဒီစိခနိုင်နေပြီအာရခတတို့စိခနိုင်နေပြီစိခနိုင်နေမှာမွေးနေဝေခိုင်းနေမှာစာကြီးနေနာမွေးနေဝေအထင်မှာစကား program ပြီးဖို့လေးစားဆိုဖိုက်ကွာပါတယ်ဟုတ်ပါတယ်အခုပိုင် program ရတော့နဲ့ကျွန်တော်လည်းဝန်သားပါတယ်ဇာဖလိုလေးဆိုလို့ရှိခကေအာရခတက်တော့တစနေခနိုင်နိုင်ရှိနေနင်းအခမ်းအနားမွေးနေ့လုပ်တဲ့ဆိုကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်ကမှခေါင်းဆောင်ကောင်တီကရှိမသာလျောင်းနောက်လိုက်ကောင်တီကလေဆာရှိကျူးဆိုဖတ်ပါတယ်ဆိုတော့ခေါင်းဆောင်ကောင်တီနဲ့ပတ်သက်လို့ကျွန်တော် brochure ဆိုကကျွန်တော်ရဲ့နိုင်ငံရေးလောကထဲကိုခရစ်စတန်ပိုင်လို့ဝန်လာခရှိကပါစားလို့ကျွန်တော်ရဲ့ ACP ကဥက္ကဋ္ဌဦးရွှေသာဥက္ကဋ္ဌဂရီဦးမောင်ဟန် ALP ကခိုင်ရဲခိုင်နောက်ပြီးဦးကျော်ဟန်နောက်ပြီး AIO ဥက္ကဋ္ဌဦးထွန်းရွှေမောင်ခိုင်မျိုးသောလောပါတီကဦးမော်စင်ရွှေတို့နဲ့တူနေထားပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီဘန်ကောက်မှာအာကန်အာမင်စိုက်ဦးစီးရှုရုံးမှာလဲကျွန်တော်နဲ့ဘော်ရာဇာနဲ့အမေရိကန်နေထားပါတယ်ဆိုကဲအားလျော်ဆိုကျွန်တော်စဖက်ခါလေးဆိုကရောက်ပဲကောင်းဆောင်ဂရီတီမှာခေယူချာဒီ policy ရှိခါလေ
မအောင်မခါဘေးနဲ့လက်ခုလက်ဒီမှာဂျာဆုန်ခါဂေလေသောတော်လရီမျိုးစားတိုင်းဖိုက်ပါလက်တဲ့ဒီအခုဒီဘူရှုထရမနိုင်ဒေါက်တာညိုထွန်းအောင်ခိုင်ဒုခနော်ဘူမူဂရီချိုဟန်လူပိုင်ဂုံဆောင်ဂရီဒီပေါ်လာရတော့နဲ့ဒီအာကန်အာမီအရခတ်တက်တော်ဆိုရဲဒီနေ့ရှိကတော့စနေခနိုင်နိုင်ရှိနေပြဖိုက်တဲ့အတော်နဲ့ကျွန်တော်ကဘာလို့လေးစောပါရဲဇဘလို့ဆိုအယောကကျွန်တော်ဦးငါပေါ်လာခါဂုံဆောင်ဂရီဒီရဲ့နိုင်ကလာအဖရန်မရှိခဘီနဲ့တော်လဲဒီမလန်ကူလဲဒီမှာအမျိုးမျိုးလူအောင်မရှိလာနာအောင်မရှိဂျတ်ဆုံးလာခါရတော့နဲ့သမိုင်းမှာနာမည်ကောင်းတဲ့ရှိခကလေးတော့အခုရှိမှဆိုကေဂုံဆောင်ဂုံတီအီဆွဲအောင်ကဘာလို့မမိုင်းလာခနာဂရောင်းအေးပိုင်အခုရှိမှရက်တီအဆိုကိုကျွန်တော်တို့ကဘာလို့လေးစက်ကိုယူပါရဲနောက်တစ်ခုကအာရခတက်တော်ကြီးမွေးနေမှာဘူရှုပ်ပရိုရက်စ်ကိုကျွန်တော်ကအဂရိကြီးထောက်ခံပါတယ်ဇဘလို့ဆိုကေ2020ခုအေဂါဘော2020ခနကူတီတလာမမကျင်ဆုံးရှုံးလောက်ခရတဲ့နေမျိုးကိုရောင်းစိဖို့မောရှာသိဖို့တာခုပဲမစင်စားဆိုပြီးကြီးညာလကားဆိုကိုကျွန်တော် preparation ထောက်ခံပါတယ်ဇဘလို့ဆိုကေဆုံးရှုံးလောက်ခတော့နေမျိုးလို့ဆိုလိုက်ဆိုရဲရခိုင်နိုင်ငံတော်ဂရိကိုပြင်လို့ရရှိဖို့တော့တိုက်ပွဲဝင်လောက်ဖို့ဆိုတော့တခါတည်းရဲသူစကားစကိုလည်းကြီးညာလိုက်တယ်ဗျိုင်းတကဘာလုံးတစ်ခုလုံးကိုလေတော်လရီဂုံဆောင်ပြီးတယောက်နေနဲ့ကြီးညာလေးဆို Friday လို့ကျွန်တော်ကသက်မဲ့ရုပ်ပြသပြပါတယ်ကျွန်တော်ကရခိုင်နိုင်ငံတော်ပြင်လို့ရရှိဖို့ဆိုလို့ကျွန်တော်ကောင်းကောင်းပြောင်းထားပါတယ်ယုံလေးယုံခဲ့ပါတယ်ဇဘလို့စုကေဂုံဆောင်ပြီးစေဝစီရှုပ်ပူရှုထွဲမနေအပရိုနဲ့လာတီကိုတပန်လေးလို့ပါလေဒီအတော်နဲ့ဒီနေ့ရှင်ကရခိုင်ပြည်ကအလုံးတခါမိုးနေတူရထားပဲ site တွေကြောက်ဖို့မဲအောင်ဆုံးဖို့ရမှာပဲဖိုင်နေပါတယ် site တွေကြောက်ဖို့မဲအောင်ကိုရဖို့တော်လေpressure ဟိုဆိုပြီးကြီးထားလိုက်ဆိုပြပါရဲ့ပြန်တော့ကလက်ခံပါတယ်ဇာတော်လေးဆိုပြီးဂုံဆောင်ဂရီ process ကဒီလာတူကိုနောက်ကနေထက်ချမကောလိုက်ပါလေဒီတော့နဲ့တနည်းရှင်က social လောက်တော့ရခိုင်နိုင်ငံတော်ဂရီကျွန်တော်တို့ရခိုင်လူမျိုးကြီးလက်ထိမှာရလာဖို့လောက်လာဖို့ဆိုကိုကျွန်တော်ကအကရောမီယူခဲ့ပါတယ်ရောင်းတော့နဲ့ဒီဘက်ကကလာမှာတစင်းနဲ့ခနိုင်တီတီတဲ့ညီအရခတ်တဲ့တော့ဒီဘွင်းနီမှာအပမွင်းနီဆောင်စလာဖို့တော့အင်းတီတောင်းတော့ကခိုင်နေဖို့တော့သူရိကောင်တီကျဆုံပီလေရဲ့ body ကိုကျဆိုနေနာခေပီလေဆိုဒီကိုကဘာလို့တက်ဖို့ထားရပိုင်ဦးနွဲလေဦးနွဲပါလေအလေးလေးပူပါလေကျွန်တော် problem နောက်ဆုံးရခိုင်နိုင်ငံတော့မုတ်ရှာရမောရမဲလို့ကျွန်တော်ယူပြထားပါတယ်ကောင်းဆောင်ရုံနဲ့တော့သူရိကောင်တီအလုံးကြဲမရှိတဲ့တဲ့နဲ့ရခိုင်ပရီဂရီကိုရခိုင်ပရီစုပရီသတ်လက်တီကိုအပီပါလို့ကျွန်တော်မိတရခဲ့ပါတယ်ရခိုင်တော့ခိုင်နိုင်ငံတော့မုတ်ရှာလွေမရမယ်ဟုတ်ပါတယ်အခုပဲလူငယ်တီကိုနေမိကေနိုင်ငံရေးစကားဝါဒီအနေနဲ့လက်ဆောင်ကန်ပရိုဂရမ်ပြီးလာတယ်ဘောတော့နိုင်ငံရေးသမဂ္ဂကြီးဖိုက်တယ်စာရေးဥက္ကုပ်ကျော်အထူးပေါ်ကျေးဇူးတောင်းပါတယ်ဟုတ်ပါရေကနောက်ထပ်ကျွန်တော်ဒီတဲတော့လာတဲ့လူတွေကိုအလေးမပြီးကောင်ကျွန်တော်တို့ဒီအခိုင်တော့တဲအောင်ဆောင်တော့လဲဒီအခင်းဒီအရာကောင်နေမိကေမတဲတော့နေတဲ့တွင်းနာဗီဒီယိုကလစ်ပို့ထားတယ်ဒီစာတော့တချို့အပါဝန်လူပုဂ္ဂိုလ်တချို့ရဲ့အတိုင်းဖိတီကိုကျွန်တော်ပထမဆုံးအအောင်ထောင်းလောက်ဖို့ဖိုက်ပါတယ်ရောင်းတော့ကနေပြီးတယ်ဒီကလူတီကိုကျွန်တော်ရောင်းဗီဒီယိုပဲပြီးလွှင့်ခဲ့အလေးပြပါဖို့အောက်ပန်းအားလုံးကိုကတော့ပို့ပါတယ်အားလုံးဒါတော့မှာလို့လောက်ပါဆက်လာရပါတယ်စိတ်ကလေးမှာအရကတက်တော်နေဘုံတို့ရဲ့ခန္ဓာစီတယ်မှာအရကတက်တော်နေတော့အရကပြည်သူလူထုကိုဒါတော့သာကျေးဇူးတောင်းတော့ပြတ်လို့ပါလေစိတ်ကလေးကကာလအတူတော့မှာဇာတော်အလေးလည်းပန်းပြီးကပုံပြရမယ်ဆိုလို့ရှိရင်အရကတက်တော်ဤလူကကြလေးစလိုက်ကြလောက်ဆောင်လာတယ်သူကအထုံးလို့ဒီဟာပိုင်းတယ်ကိုရောက်ဖို့လက်တကန်းတော်မှမလိုရလို့ပြောလို့ရတယ်ဒီထောက်ကိုရောက်လာဒီသက်ဆိုတာကောင်းတယ်အခိုက်အတန့်ကိုသာတော်တော်လေးနဲ့မရမရလေလို့သုံးသပ်နေပါတယ်ဒါတော့အားလည်းကပြည်သူလူထုအနေနဲ့လည်းလို့ဒီလက်ခံပေါ်ကအရှောက်လောက်ခံပေါ်ကဒီကလောက်တော့ပြီးရဲ့စัจ java ကိုပေါ်လက်ခိုင်ပြီးလိုက်ခေါ်ကိုရဖို့အတွက်အားလည်းကတော့တဲ့အလူလောကလက်ပြလို့ဘုံပေါ်ပါဝါဆောရနိုင်ရမယ်ဆိုလို့ရှိတဲ့လက်မှာမကကောက်လိုက်တယ်လို့တော့ကတော့လိုက်တယ်ဘောလို့ဆရာတော်အနေနဲ့ပြောင်းမိပါလေနောက်ကကြီးတွေကပိုက်တဲ့ဟုတ်ပေါ်အားဒီကိုပြောက်အောင်မလားပါဝါဥဘောဆောရနိုင်တဲ့ဘုရားကိုဒီဆရာတော်အနေနဲ့လိုအပ်တဲ့လိုက်တာရဲ့ခံလိုပါလေအားရတဲ့တော်လေးလေးလို့အောင်မလို့ပိုက်တဲ့အလေးလေးကိုဒီမှာကစားဖို့ရောစွာစကူပြီးကြအားရပြည်သူလူထုကိုစိတ်ကြည်လက်စရာစိတ်ချမ်းသာစရာဒီကိုလေဖတ်ပြီးပြီးလေပါစီအားရတဲ့တော်အားရပြည်သူတွေကတော့ဒီမှာဒီလက်ချက်ပြောလို့ချက်ပိုက်တယ်လေကိုလေအမှန်ဆုံးလောက်ရှိကြပါစီလို့ကျွန်တော်က
စစ်ခလိုက်တိုင်းမှာအာရခတက်တော်နေ့ဂုံပုရဲ့အခမ်းအနားအစီအစဉ်မှာဂုံပုဗမာစကားပြပြလိုပါတယ်အားလုံးကိုကျေးဇူးတောင်းပါတယ် အားတာလီစောပါအခုလည်းပြီးဖိစားခလိုင်းရော2029ခုနှစ်ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာခတက်တော်ဒီအခမ်းအနားကိုခမီလူငယ်တရားအနေနဲ့စကားပြောခွင့်ရရတဲ့နဲ့အကျက်အနေနဲ့ဝမ်းမြောက်ဂုဏ်ယူမိပါရယ်အကျက်နာမည်ကခင်သားဝေဖိုက်ပါရယ်ဒီခုကာလာစောစိုက်ဖိကာလာဖိုက်ရတဲ့နဲ့ဝေဘော်တီကအသားသွေးရှိရောက်မလားအာခဘေလွယ်မြောက်ရအတွက်စမ်းဆက်တဲ့နဲ့ကိုစားနေကြစကိုတွင်မာရပါရယ်အာခမိဖပီတူမြကလည်းအသားဘေးအန်ဒီနဲ့ရောင်ဆိုင်နေကြစကိုတွင်မာရပါရယ်အကျဉ်းဥစားအစာရပါခေဒီနဲ့ရောင်ဆိုင်ရကိုရရေမဲချရအတိုင်းအာရခပေလွယ်မြော်ရီကိုဆာလာဝီကပုံဖော်လာခဲ့အဖို့ဖိုက်ပါရယ်အာရခပေတီဆောက်ရီတော့အကျဉ်းခင်မီလူမျိုးတီစာပူပေါင်းပါဝင်မှုအနည်းငယ်စကိုတွေးမာရပါရယ်ဒီကလေးအခု2020ခုနှစ်နောက်ပိုင်းတော့အကျဉ်းခင်မီလူမျိုးများအာရခပေတီဆောက်ရတော့ပူပေါင်းပါဝင်မှုတီတီတာတာအောက်ကောက်လို့စကိုတွေးမာရပါရယ်အကျဉ်းလေးပူပေါင်းပါဝင်မှုအောက်ကောက်လာဖို့အတွက်ဆာလာဝီရဲ့ကိုစားဆောင်ရနေစေဖိုက်ပါရယ်ကိုရိုဤအနာကကိုရိုဤအိမ်မက်စီဘော်ရီပညာရေးအစစအရာအလုံးကို ULAA ကအာရခဖေဖော်မြို့နေစုအလုံးကိုတွန်းတော်အခွန်ရေးပြီးတဲ့အကျဉ်းအနေနဲ့လေဝမ်းမြောက်ဂုဏ်ယူမိပါရယ်ဝေးဘော်မြော်ဤတိုက်ပိအပေါ်ရှိုက်ဆိုင်ပြည်သူအပေါ်တာဝန်တိစိတ်တည်နဲ့ကိုရိုအကျက်ရောင်းချကစီနာပြီးနဲ့တိုက်ပိဝန်နေကစကိုတွေးမှရရတဲ့အကျဉ်းအနေနဲ့ချမ်းမဲ့ပြီးကဝမ်းမြောက်ဂုဏ်ယူရပါရယ်ဘုံတန်ဒီကောင်းမှာအကျဉ်းဦးလေအလောလုံးနေအောင်တိုက်ပိအသက်အသာပြီးစဲနေကြဆိုဖြစ်ပါရယ်အာခပေလက်မဖို့အချက်အသာပြီးစဲနေခဲ့တဲ့ရိဘော်တီနဲ့ထိသူထမ်းများဝဲနေခံစားရပြီပိုင်အကျဉ်းဦးလေရိဘော်ရုံနဲ့တန်းတူတိတ်ပိဝန်နေကြဆိုဖြစ်ပါရယ်စေခနိုင်ကီမြောက်ကြာရောက်တဲ့အာခတက်တော်နဲ့အတူတဲမှုတက်လျှောက်တက်ဖို့တက်တော့စိုက်တော့စိတ်မျိုးရင်းနဲ့တကွာအာခပြည်သူတွေအောင်လုံးဒေတာမကစီစီလုံးလုံးနဲ့ကျွန်တော်တို့ပန်းတိုက်ကိုရအောင်လာခဲ့ပါမယ်လို့မြို့နေစုတရားအနေနဲ့ပြောရှင်းပါရယ်နောက်လာဖို့အာခတက်တော်မွေးနေ့မှာအာခတိုင်တော်တေးခွန်ကိုအတူတကွတီးဆိုးနိုင်ဖို့စူတာရအာခတက်တော်၏စိတ်ခနိုင်ကိန်းမြောက်ဘုံပုစကားပြောရနေဖို့ရှာလိုက်ရပါရယ်အောင်လို့ကြားရပါရယ် အားလုံးတာလီစောပါစေတနာမောက်တက်တူမူနီမှာစကားပခွန်လို့ဝမ်းသာပါရယ်ဘိုချုံလေးကတက်ဖို့တက်မှုရေဘိုရေမီတီတက်မီတက်စတီအားလုံးလေရခိုင်ပြည်သူဒိုလိုင်းရဲ့ဆိုရဖွဲ့မှာတာဝန်ထမ်းဆောင်နေရတဲ့ရေဘိုရေမီတီအားလုံးကိုတာလီစောပါလို့ပထမဆုံးလောက်ခွန်စေတိုက်ရှောင်းပါရယ်ရေဘို20ခရောင်းနဲ့2009ခုနှစ်မှာစတဲ့ခါတဲ့အာရက်ခတက်တို့ဆိုတာအခုဆိုတာစစ်ကလိုက်လိုက်သေးကိုရောက်လာလို့လူပြိုပေါက်အပြိုရှိပေါက်ဘဝကိုရောက်လာရဖိုက်ပါရယ်ကိုလိုင်းကာလစစ်ခနဲ့တဲ့အချိန်မှာရခိုင်ပြည်ကမရိုတီအမြောက်ကိုတင်ထားပြီးရခိုင်ပြည်သူတွေအသိနှလုံးကိုပါကွိုင်းပိုက်ထားနိုင်တဲ့တိုလန်ရဲ့အဖွဲ့အစည်းဖိုက်ပါရယ်ရခိုင်တပ်တွေဥဆောင်မှုကရခိုင်ပြည်သူတွေနေရာတကာမှာမျက်နှာပန်းလှပါရယ်မျက်နှာပွန့်ပါရယ်အမျိုးကုံဇာတိကုံမောင်းမော်ရီဆိုဟာကိုတယောက်လေးငေါင်းရှေထုတ်လို့ရဖို့မဟုတ်ပါအာရကတပ်တွေအာရကန်ဒရိုင်းအောင်မယ်ဖို့အတွက်ဝိုင်းဝန်းစုတုံးပြတဲ့မာမိုက်အဖွဲ့အစည်းများ၏ statement တီကိုထုတ်ပြန်ရှိတီကိုဖတ်ရလို့လေကျွန်တော်တို့အတိုင်းမသိဝမ်းသာရပါတယ်ဒီ statement တီမှာဖော်ပြရှိရခိုင်တက်တို့ဆိုတာတယောက်တည်းတစ်ဖွဲ့တည်းတိုက်နေကြမဟုတ်ပဲမဟာမိုက်တီနဲ့ပုံပြီးရန်သူကိုတိုက်ခိုက်နေဆိုတာကျွန်တော်တို့ပို့လို့ထောင်လျှောစီပါရယ်ဘိုလ်ချုပ်ပို့ပြီးရတောင်းလာမှာပါရပိုင်း2020ခနိုင်ခုနိုင်မတင်ခင်မှာလက်စားသိန်းအောင်ပွဲခံလာဖို့လို့ပြောထားတဲ့အတွက်အများကြီးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဘိုလ်ချုပ်ဆိုတာပရိုရဲ့အတိုင်းအလုပ်ကိုဘရီမောင်လုပ်တယ်ပရိုရဲ့အတိုင်းအကောင့်ထေဖို့တယ်ဂတိသိက္ခာဒီဂရီဆိုတာကျွန်တော်ရခိုင်ပြည်သူတွေနဲ့မမပြည်သူတွေကယုံကြည်ထားပြီးခိုက်ပါတယ်ဘိုလ်ချုပ်ပရိုရဲ့အတိုင်းဘိုလ်ချုပ်တို့ရီမန်ထားတဲ့အတိုင်းအမှန်ဆုံးရခိုင်အိမ်မဲ့အာကန်ဒရင်းကိုအောင်မဲ့ပါစီလို့ကျွန်တော်ရခိုင်တက်တော်ရဲ့ဒီစစ်ခနိုင်မှာမွေးနေ့မှာစုမွန်ကုန်းတုံးလိုက်ရပါတယ်ဘိုလ်ချုပ်လေးတကွတက်ဖို့တက်မှုရေဘိုရေမေတီတက်မိသားစုတီနဲ့တိုလန်ရေးရခိုင်တိုလန်ရေးအစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်နေရတဲ့ဝန်ထမ်းတီအားလုံးကျမ်းမာချမ်းသာခဲ့ပါစီအစစအဆောင်ပေးရပါစီရခိုင်ပြည်သူတီအရေးကိုလေစားတဲ့တဘိုးချားတဲ့တဘိုးတိုးလို့တာဝန်ထမ်းဆောင်နေပါစီလို့ကျွန်တော်ရခိုင်တက်တော်ရဲ့ဒီစစ်ခနိုင်နမှာမူနီမှာစုမွန်ကုန်းတုံးလိုက်ရပါတယ်အားလုံးကိုဂါရဝပြုပါတယ်ဟုတ်ပါတယ်အခုပဲလူကိုတဲ့တရားလာနေကလေးကျွန်တော်အွန်လိုင်းကနေပြီးဗီဒီယိုတီးပို့ပြီးရယ်စုတော့စကားတီးပို့ပြီးရယ်စာတော့ပါဝန်
Araka Munizu on Yimashi, the big Araka Media, one of the communities or 2 on Jesus time bare. Big now touch and all detail to detail at an early Bishambare, you get now Tati on Nina, and Yimashi will leave Bishambare. Oh, and Yimashi Talidoa. တာလီစာပါလို့ပြည်စာပထမဆုံးအနေနဲ့နှုတ်ဆက်လိုက်ပါတယ်အခုပိုင်းအရခတ်တက်တို့ရဲ့စစ်ကနိုင်နိုင်များဝင်နေမှာကွန်ပျူတာကိုဒုခွင့်လာတွေအတွင်းနဲ့အတိုင်းမတီကိုဝန်တာမိပါပြီအခုပိုင်းကွန်ပျူတာကိုလေးစားကုန်လို့ပုတ်ကောင်းပုတ်ကိုတီတီတို့နဲ့တန်းတူပြုတ်ကြောက်ခွင့်လာဖို့အတွက်ကိုလေးလေးနဲ့နဲ့ဖိတ်ကိုပြီးထားပါတယ်အခါဦးရဲ့ချတဲ့နဲ့အတူတူဒီဆရာတော်ရှက်ဖရတို့ကိုလည်းတို့ကျေးဇူးထူးပင်တင်ရပြီးလို့ရင်ခါတော်ဝါပြပါပါတယ်ဒီကသမီးရှိကဆိုလို့ရင်တော့နာမည်နှိမ့်ဝေဖြတ်ပါတယ်အာရကပြည်တောင်ပေါင်းတို့ကပါလေဒီမလေးရှားနိုင်ငံမှာဖိုက်ပါလေဒီစစ်ကနိုင်နိုင်များအာရကတက်တို့မွေးနေ့ကိုဒါကနေ2000နဲ့ပုဂ္ဂိုလ်ဧပြီလ10ရက်နေ့ကစလို့ဒီကနေ့တရှိတီကိုအသက်ဘဝအနာဂတ်ဘိုးတို့ရဲ့အသက်ကိုတော့မှဗဒါနာမထားပေးနဲ့တိုက်ထုတ်ပြီးလို့ဟိတဲ့ဘိုးတို့ရဲ့အာရကပြည်သူလူထုရဲ့ကံကြမ္မာကိုအာရကပြည်သူတွေကိုယ်တိုင်ဖန်တီးခွင့်လာဖို့အတွက်ကိုရေရေဝမ်ဝမ်နဲ့ရေစန်တက်တီအပင်းနဲ့ကိုတိုက်ပွဲဝင်ပြီးနေကြပါတယ်အာရကခေါင်းဆောင်အတီးတီတို့အာရကခေါင်းဆောင်ပုံကိုတူတရားရှိစီအတီးတီတို့နဲ့စိုက်တီစိုက်မေရေဘူရေပဲရေမေတူတရားရှိစီအတီးတီနဲ့အာရကပြည်အတွင်းမှာတာဝန်ထမ်းဆောင်နေကြပါတယ်အာရကပြည်ဆိုင်ပုံကိုတူတရားရှိစီအတီးတီတို့လည်းတော့ကာရဝါပြုတ်ပါတယ်အာရကပြည်ကအခုရှင်ကမှာကိုပိုင်တိုင်းနောက်ပွဲလာတဲ့ဒေသတစ်ခုအနေနဲ့တော့မဟုတ်သေးဆိုလေတော့စားပိုင်းနဲ့ flight လာရခိုင်လူမျိုးတွေတမျိုး flight ရဲ့အတွင်းနဲ့အာရခပြည်အတွက်ကိုအလုံးကားဝဲနေလို့ကြီးပါတယ်ဘိုးရှုပ်တို့ဒီအစွန်းနဲ့အလုံးနဲ့ညီတွေပုံကိုတူ flight ရဲ့အတွင်းနဲ့လေတော့ဘိုးရှုပ်စကားကိုလေတော့အထူးပဲခါတော်ဝတရားတော်လို့လေးလေးနေနေလေးဇုံပြင်းမိပါတယ်နောက်တော့ကလေတော့စားပိုင်းနဲ့ flight လာတမီးရှိလို့ဒီလေတော့ရခိုင်ပြည်သူလူထုနဲ့အတူတူတစ်ဖက်တလန်ကကိရှုဆောင်မှပြီးလို့ဟင်လေအာရခတက်တို့နဲ့အတူတူရှောင်းလန်းတော့ဘလို့ပြောချင်ပါတယ်ဒီကနေ့မှာတော့တမီးရှင်နေနဲ့မလေးမစောပုံစားပိုင်းပုံစား flight နေတဲ့အတွက်တော့အထူးပဲ nerve position ပါတယ်တပတ်ကလေးလုံးဆောင်ပြရတဲ့ခန္ဓာပိုင်းနဲ့ရှိ supply ရဲ့တင်တာစကားကတော့ဒီကပြောပါမယ်အခုပိုင်းအာရခတီကြီးကိုဘိုလိုကန်ချမကိုဘိုလိုကိုယ်တိုင်ဖန်တီးခွဲထားဖို့အတွက်ကို close ဝိုင်းနိုင်နေကြပါတယ်ဖေးဘိုလေးတဲ့စိတ်ဒီစိတ်မျိုးခေါင်းဆောင်ပုတ်ကိုတူတရားရှိစီဒီလိုကိုစိတ်နှပြချက်မှရှမ်းတာကပါစီဆန္ဒနဲ့ဘဝတစ်ထက်တည်းကြတော့ကိုတို့ဒီမျိုးမှန်တာတဲ့ပတ်တဲ့ကိုလေးတို့အောင်မြင်မြင်နဲ့အရင်ဆုံးရောက်ဟိနိုင်ပါစီလို့ပြပကနေနာစုမကောင်းကိုဒီကနေ့စိတ်ခနိုင်နိုင်မလားအာရခတက်တို့အတွက်စုမကောင်းတောင်းပြလိုက်ပါတယ်ကာရဝပြပါတယ်ကာရဝပါဟုတ်ပါတယ်ဘုပဲမွေးနေ့စုတော့တက program ပြီးလဲ match ကိုပဲ2ပေါင်ကျေးဇူးတောင်းပါတယ်။ကျွန်တော်နောက်ထပ်တရားလေးပြီးရှောင်းပါတယ်။နောက်ထပ်ကိုလက်ကြီးကိုလေးပြီးရှောင်းပါတယ်။ဟုတ်ပါကိုလက်ကြီးတာလီစောပါ။ညဘက်အတိုင်းပိုက်နေပါတယ်အတိုင်းဖောင်းလိုက်ပါမြို့ဖောင်းလိုက်။တာလီစောပါကိုလူစောဟုတ်ပါလေးစားအပ်ပါရဲ့အရခတတ်တော်မှာတာဝန်ရှိသူများအဲ့ဒီသူများနဲ့အရခပြည်သူအပေါင်းတို့ကိုမင်္ဂလာပါကျွန်တော်နာမည်ကလှကြည်ပါကျွန်တော်ကအမေရိကန်ပြည်ထောင်စုမှာမှတ်ပုံတင်ထားတဲ့ 501c3 လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့ World Economic Organization ဥက္ကဋ္ဌဖြစ်ပါတယ်ယနေ့ကျင်းပပြုလုပ်နေအရခတတ်တော်ရဲ့စစ်ခဏကင်မြောက်မွေးနေ့အခမ်းအနားအတွက် World Economic Organization နဲ့ကမ္ဘာတော်မှာဟိရခိုင်သားဒီကိုစောလို့ပဲပြောပါရစေလက်လေးစွာကွန်ပျူတာပါရဲ့ကဘာတော်မှာဟင်းဒီအရခလူမျိုးအနေနဲ့မိမိတို့ရဲ့မင်းခံမြေအရခပြည်နဲ့ပြည်သူတို့ရဲ့သူစီလုံးညီညွတ်စွာအမြဲရည်တည်နေကြပါရဲ့အနာဂတ်မှာရခိုင်ပြည်နဲ့ပြည်သူတို့အတွက်ရင်းချမ်းတဲ့ဖုံးဖို့တမှုရရှိပါစေကြောင်းဆုတောင်းအပ်ပါရဲ့ကျေးဇူးတင်ပါတယ်ကိုလူတို့ဟုတ်ပါတယ်ကိုယ်ပဲ program ပြီးလဲကိုလာကြည့်2ပေါင်ကျေးဇူးတောင်းပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်လူငယ်ရှိတရားလေးပြီးရှောင်းပါတယ်ဟောကိုညီချေကျော်ဆန်းဝဒါလီစောပါဟုတ်ပါရဲ့တာလီစောပါတာတော့လာခဲ့တယ်လူကြီးမနဲ့တကွာအောက်မှာ pressure ပြနေခဲ့တယ်အာရခပေတာတယောက်ရှောက်စီတက်ကိုကာရောပူပါရယ်အခုပိုင်းအာရခတက်တော့ second time နောက်မွေးနေတော့အခုကဒါတော့ပြီးက program ရတော့ကောင်းနေတော့2ပေါင်ကျေးဇူးတောင်းရှိပါရယ်အင်းတော့ဒီကတော့ပို့တော့ပို့ပြီးခါရယ်ဆရာရီကျော်တဲ့ဝင်တော့2ပေါင်ကျေးဇူးတောင်းရှိပါရယ်ဆရာအခုပိုင်းကျွန်တော်အာရခတက်တော့ second time မွေးနေကိုကျွန်တော်လူငယ်တယောက်အနေနဲ့တောက်ခွန်ရတော့ကောင်းနေတော့2ပေါင်4လောက်ကိုမိပိုင်းအာရခတက်တော့ဒီမှာအသားရွှေစီစဉ်ဥစ္စာမျိုးကိုရုံးဆော့ပြီးကကျွန်တော်အာရခနိုင်ငံတော်ကြီး brand တပန်တော့ closer room ကနေခဲ့တဲ့အာရခတက်တော့တယောက်ရှင်းစီကိုလေတော့အလစ်ပြပါရယ်ကျွန်တော်အာရခနိုင်ငံတော်ကြီး1984ခုဒီဇင်ဘာ30တိုက်မဟာသမနာဇမန်ကြာဆုံးရင်နောက်ပိုင်းကပေါ့ကျွန်တော်အဆဆကပေါ့လုံးဝတော်လိုက်မပရက် closer ပြီးကလောက်ဆိုလာခဲ့ကြအခုဆိုကြကျွန်တော်နိုင်ပေါ့နားနဲ့လေးစင်နဲ့နှစ်နိုင်ကိုတော့နောက်လာပါဗျအဲ့လောက်ထိကိုကျွန်တော်ပြီးဆက်လာကြကိုအာရခတက်တော်ဆိုကြ2009ခုနိုင်ကပေါ့
ကနေရှင်ဒီဆိုကေစစ်ခနိုင်နိုင်ကိုထိတော့နောက်လာပါကျွန်တော်အခုချိန်မှာရခိုင်ပြည်ထက်ကအများစုကိုသိမ့်ပိုက်ထားဆိုအာရခတက်တော်လေးဖိုက်ပါတယ်ကျွန်တော်တို့ရခိုင်သားတယောက်လျှောစီရုံဖက်ထီမှာတိဆောက်ထားတဲ့အာရခနိုင်ငံတော်ကအင်္ဂလိပ်ကိုလေတော့အာရခတက်တော်ကဘိုလ်ချုပ်တက်တော်ကဥဆောင်ပြီးခဲ့ကျွန်တော်အာရခပြည်သူတိလာထက်ကိုအေဘောတော်လှုပ်ဆောင်နေကြကိုလေကျွန်တော်တို့လုံးဝကိုယုံကြည်ပါတယ်ရတဲ့ကောင်နဲ့အာရခပြည်သူပြည်သားအာရခပြည်သားတယောက်အနေနဲ့ကျွန်တော်အထူးပေါင်းအခုပိုက်တာရောပြီးကပလော့ခလိုက်တော့ကိုနဲ့ကျေးဇူးတောင်းရှိပါတယ်ဟုတ်ပါတယ်အာရခပြည်သူတယောက်ရှင်းစီကိုလေကာရောပါဟုတ်ပါတယ်ဟုတ်ပါတယ်အခုပဲတက်ပရိုဂရမ်ပြီးလဲညီရှေလူငယ်ရှေကျော်ဆန်းအထူးပေါင်းကျေးဇူးတောင်းပါတယ်နောက်ထပ်ညီမရှိတဲ့လေးပြီးရှောင်းပါတယ်ညီမရှိရီဆွဲတာလီတော့ပါnew plan ရဲ့အတိုင်းဖောင်းပြီးပေါ်ပါဒီခနိုင်ကမှာရခိုင်တက်တော်မွေးနေ့မှာအခုပဲရခိုင်လူငယ်မျိုးသမီးတယောက်နဲ့ကိုအခုပဲပရိုခေါ်လာလို့တပြောင်းကိုယုံမိပါတယ်အင်းမတို့ကိုဖိုက်ကော့ပြီးခေါင်ခေါင်ကိုလေအထူးကျေးဇူးတောင်းပါတယ်အစည်းအဝေးကိုရောက်ရှိနေတဲ့လူကြီးသူမအလုံးကိုလေကာရာဘုံနှုတ်ဆက်လိုက်ပါတယ်ရခိုင်တက်တော်အခုပဲမျိုးပေါ်ပေါက်လာတွေခေါတပြောင်းလေးတော့ပျော်မိပါတယ်ဂုဏ်ယူမိပါတယ်နောက်ကကြားရှိရင်ဘယ်မျိုးအယောင်ကအကျရိုးနေပြီးရခိုင်ဆိုနေပြီးထောင်ထောင်ရှာရှာကိုဝမခင်ဝဲကာလာတိရှိကြပါတယ်အယောင်ဟောက်ကခါလို့ဆိုလုံးမပေါ်ပါခေါင်ကဒီဘယ်မျိုးအခုအနေထားမှာကိုရခိုင်ငါတို့ရခိုင်စုနာဂုဏ်ယူပြီးနာပရောဟောရတဲ့အနေထားတစ်ခုထိအခုပိုင်မျိုးတည်တဲ့နေရခိုင်တွေ့တော်ကိုလေတော့တပြောင်းလေးစားမိပါတယ်နောက်ကကြားလို့ရှိရင်ဒီဥပိတ်မျိုးကာလာမှာရခိုင်တက်တော်ရှိနေရတော့ ਨੇ အကျတို့ပေပါတော့လူငယ်တီအနေနဲ့ကြားလို့ရှိရင်တပြောင်းပြီးတောင်းမျိုးလောက်ရှာကရီအိမ်မော်ကရီလေးတော့မခေါ်ရပါဘူးတနည်းနည်းတရှင်ရှိမှာရခိုင်ကိုပြန်လို့ရှိရင်အကျတို့တန်တဖာတလန်ကနေပြီးအများကြီးပညာရေးပိတ်တီကပါအောင်ကူညီပြဖို့လေတော့အကျတို့အများကြီးမျှော်မှန်းထားပါတယ်ဒါနဲ့ဘလို့ရခိုင်တက်တော်ကိုလေတော့အများကြီးဂုဏ်ယူမိပါရရခိုင်တဲ့တော်တင်မှာရှိဖို့ရှုံတော့တော့ site တိဆိုင်မီတဲတော့တဲမုံရှော့အကုန်လုံးကိုလေတန်ဂရာဘူးလေးထားကုန်ပလူအပ်ပါရအခုပဲမျိုးရခိုင်တဲ့တော်ကြီးစီကနိုင်ကင်မောင်မှာအခုပဲ pro for ရတဲ့နေတော့အထူးပေါင်းကျေးဇူးတောင်းပါတယ်ကျေးဇူးများတော့ဟုတ်ပါတယ်ကိုပဲ program ပြီးလဲညီမရှိဒီဆွေအထူးပေါင်းကျေးဇူးတောင်းပါတယ်အဲ့နဲ့ကတရားလာခဲ့တယ်လူငယ်ရှိသည့်အောင်တမျိုးရဲ့အတွက်မျိုးတွေမလားအတွက်နဲ့နေပြီးအထူးပေါင်းလေးတော့ site quality ဖိုက်ရပါတယ်ဒီနောက်ထပ်လူမျိုးရှိတရားလေးပြီးရှောင်ပါတယ်ညီရှေဇော်မောင်တီဒါကြည့်ပါဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်အခါတက်တော့စေခနိုင်နာမရောကျောင်းပတ်ပွဲမှာလုံငယ်ရှင်အနေနဲ့စကားပရောခေါင်းရတယ်တောင်းလဲကိုကျေးဇူးတင်ပါတယ်ဒီပိခါကျွန်တော်တို့အခါမီဒီယာလက်ကိုကိရှုနေတဲ့ပရိသတ်ပေါင်းလူဝင်မှုပါတီအောင်ဆိုကိုလည်းကာရောပါနဲ့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့အခါတက်တော့မှာတာဝန်ထိုင်ဆောင်နေတဲ့ရေဖော်တီပေါင်းအောင်ဆိုကိုလည်းကျွန်တော်ဒီနေရာကတော့ဂုံပရုလေးစားလိုက်ပါတယ်ကျွန်တော်တို့ရခိုင်သားအနေနဲ့ဒီရှင်ဒီတွေခါကျွန်တော်တို့အလော့အောင်မန်စရာကိုရောရတောင်းလာလေကောင်းဘူရှောကိုလည်းကောင်းကျွန်တော်တို့ report ကိုလည်းကောင်းလေးစားပါတယ်ရင်းမလေးကျွန်တော်တို့အေထားမကကျွန်တော်တို့အောင်မန်လေးအောင်ကျွန်တော်တို့ရခိုင်သားသမျိုးသားလုံးကစေလုံးလုံးပြီးကျွန်တော်တို့ကအေထားပူရောအောင်မန်လေးကျွန်တော်တို့ဒီဇမန်တေဘကအင်တာနက်လေးအခက် price ထောင်ပါတယ်အင်တာနက်လေး price လောက်ကိုကြားပါတယ်ဟုတ်ပါဘယ်ဆိုကေ prime လို့တက်လာခါ prime လို့ဟောဇမန်တေဆောင်ပြပါလားရပါဆိုကေတူဖဲကနေပြီးနည်းနည်းလေးအခက် price ဒီလို့ထောင်ပါတယ်ကျွန်တော် prime တက်လာရှိမှာ prime လို့လှည့်ပြပါဖို့ဒီကနောက်ထပ်လူမျိုးရှိတရားကိုလှည့်ပြရှောင်ပါတယ်ညီမရှိကြီးတာလီစောပါ new prime နေပါတယ်အတန်ကိုဖွင့်ပါညီမရှိကြီးဟုတ်ပါဟုတ်ပါတယ်တာလီစောပါကျွန်မကအတန်ပြစကဲပါလားမသိဟုတ်ပါ grab ပါညီမရှိ grab ပါဟုတ်ပါအကျွမ်းနာမီကတော့ကတင်မြယူဖက်ပါတယ်စိတ်ခလိုက်ဂိမ်းနောက်အရခတတော်မွေးနှင်းကိုကျွန်တော်တို့အခုပဲလူငယ်တရားအနေနဲ့စကောပရုခေါ်ရအတွက်နဲ့ဓမ္မဝန်တာပါတယ်အရခတတော်စိတ်ခလိုက်ဂိမ်းနောက်မွေးနှင်းကိုတရားလာကတည်းဆရာတို့တန်ခါတို့နဲ့လူကိမမျိုးတရားချစီကိုကဗရပရုပါရဲ့ဟုတ်ပါတယ်ကျွန်တော်တို့ဒီပဲစကောပရုနဲ့ကိုရခိုင်ဆိုတဲ့ဂုံပေါက်တစ်ခုကိုကျွန်တော်တို့ဂုံတိုက်ခါဟင်းနဲ့ပဲဆိုရှယ်မီဒီယာထဲမှာပရုနဲ့အတွက်အရခတတော်ဘူရှောက်ကိုပထမဆုံးနဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ပြီးကအရခတတူကိုဒီတောင်းခိုင်ပြီးအရကိုရှောင်းတဲ့တော့ကတောင်းဝအသီးသီးကိုထောင်းဆောင်နေတဲ့ပြည်တွန်းပြည်ပမှာဟင်းရဲ့ပုဂ္ဂိုလ်တူရှာစီကိုကာဗရာပြုပါတယ်အကျွန်တော်တို့ဒီအရခပြည်တွန်းထဲမှာကျွန်တော်တို့ပြည်သူတွေဆိုင်ရဒုက္ခတောင်ကိုခံပြီးကအရခတတူကိုရုံရုံကီကီနဲ့ကျွန်တော်တို့စစလိုက်တွေ့ပြီးကလုံးဝနှလုံးသားထဲမှာကိုရိုရာထဲမှာအရခပြည်သူဆိုရကိုယုံကြည်နဲ့ဒုက္ခဆိုင်ရတဲ့ကိုခံပြီးကအသက်စေးစဉ်အောက်စာတင်းကိုစွန့်လာပြီးနာတော့မရပို့နေကြရဖို့အတွက်
လောက်စုပ်ပြီးနေကြတယ်တူဥပြောက်ရှမ်းစုကိုလည်းအိန္ဒိယကခါဘရပြုတ်ပါတယ်နောက်ထားလေးတော့ကျွန်တော်တို့အရခပြေကိုရဖို့အတွက်ပူလျှောက်ကဒီစစ်ခဏနိုင်မှာကျွန်တော်တို့ကိုအသိပြီးကြုံလာလိုက်ရောစကားကိုလည်းကျွန်တော်တို့လုံကြည့်ပါတယ်ရောစကားကိုအတီးပြုတ်နိုင်ဖို့အတွက်ကျွန်တော်တို့ပြည်သူတူတယောက်ရှမ်းစီကစီစီလုံးလုံးနဲ့ပါဝင်ဖို့လိုပါတယ်ဒါအတွက်နဲ့အကျွမ်းအပါဝင်အရခပြည်သူတူတယောက်ရှမ်းစီအရခပြည်ဗမ်ရောက်ဖို့နောက်နိုလာဖို့နိုင်မှာကျွန်တော်တို့အရခအောင်လာအောက်မှာတူတယောက်ရှမ်းစီအရခတခန်းကိုဆိုပြီးကျွန်တော်တို့အုပ်ပွေးခံကားဖို့အတွက်နဲ့အိန္ဒိယကကျွန်တော်တို့အရခပြည်ရဖို့အတွက်နဲ့စုမကတုတ်ပြလိုက်ပါတယ်အကျွမ်းပါဝင်အလုံးသူစီစီလုံးလုံးနဲ့အရခပြည်အတိုက်ကိုလောကပါမယ်လို့အိန္ဒိယက precaution ပါတယ်ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ပါတယ်ကိုပဲအရခနေကတော့တိုက်တော့လောက်ဖို့တွင်နေပြီစုတော့မွေးနေစုတော့က program ပြလိုက်ညီမရှိကြီးတူပါကျေးဇူးတောင်းပါတယ်ဆိုတော့ကအင်တာနက်လည်းအခက်အခဲအောင်နေပြီလက်ကြလက်ခါရညီစီစုံမုံတီကိုပြန်လို့လိပ်ပြပါမယ်ဟုတ်ပါညီစီဆက်လက်ပြီးprogram လိပ်ပြချင်ပါတယ်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်အရခတက်တော်စေခနိုင်နာမွင်းချောင်းပပွေးမှာကျွန်တော်လုံငယ်နေနာစကားပြောခေါင်းရပွေတောင်းလာလေးကျေးဇူးအများကြီးတင်ပါတယ်ဒီဘက်ကကျွန်တော်တို့အရခမီဒီယာလက်ကိုတီးရှုနေခဲ့တဲ့လူကိမင်းဖာနာအစပရိုက်တာပေါ်အောင်ဆိုကိုလည်းကျွန်တော်တင်နေတာကကာရောဘာနာနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့အရခတက်တော်မှာတာဝန်ထိုင်ဆောင်နေခဲ့တဲ့ရေဖော်ပေါ်အောင်ဆိုကိုလည်းကျွန်တော်တင်နေတာကဂုံပရူလေးစားလိုက်ပါတယ်ဒီဘက်ကကျွန်တော်တို့အရခနိုင်ငံကိုကျွန်တော်တို့ကဘူရှုပ်ပေါ်လာရင်ပဲကျွန်တော်တို့2000ခနိုင်မရောရရှင်ကျွန်တော်တို့က pricing ကိုပြခဲ့ကျွန်တော်လုံး price လို့ကိုကျွန်တော်တို့ကလဲလဲကိုကျွန်တော်တို့က price တမျိုးစားလုံးအောင်နိုင်လဲရအောင်တော့နာ closer ပြခဲ့လုံးလာပါဘူးစားဆိုတော့ကျွန်တော်တို့ပြလဲရပါတယ်ရတော့နာလဲကျွန်တော်တို့အရခတက်တော်မှာတာဝန်ထမ်းဆောင်နေတဲ့အအောင်ဆိုကိုလဲကျွန်တော်တို့လေးစားပါတယ်အဲဒီကျွန်တော်တို့အရခ price အနေနဲ့ကျွန်တော်တို့ဒီထမကအရသပို့ကျွန်တော်တို့ကအောင်နိုင်လဲရအောင်တော့နာကျွန်တော်တို့လုံငယ်အနေနဲ့ဖက်ကျွန်တော်တို့အားလုံးဆိုကျွန်တော်တို့ကစေလုံးလုံးပြီးကျွန်တော်တို့ဒီထမကကျွန်တော်တို့အောင်မလိုက်အောင်ကျွန်တော်တို့ closer လာဖို့စာကိုအောင်သူကိုကျွန်တော်ကတုံ့ပြန်ပါတယ်ဒီကျွန်တော်အလင်းကိုကျွန်တော်ရမှာကျွန်တော်ဆက်ရမှာဆုံးဖြတ်ပါတယ်အောင်သူကတော့ပါဟုတ်ပါတယ်ကိုပဲ program ပြလိုက်ညီရှိစုံမုံတီတူအောင်ကျေးဇူးတောင်းပါတယ်နောက်ထပ်ဒီဖက်ကတဲ့နေတရားကိုဇောဝစကားပြောလို့ရပါလားကိုဇောဝစကားပြောလို့ဆောင်ပေးခဲ့အလှည့်ပြချင်ပါတယ်ဟုတ်ပါရဲ့ဆရာဒီကုပန်အလှည့်ပြရတော့လေကျေးဇူးအများကြီးတောင်းပါတယ်ဟုတ်ပါတယ်ဒီနေ့ဥစားတကရိုက်1300ရှက်စခနိုင်ခုအခုလာဆောစစ်တရာတလောင်းကနေနေရမဲမင်္ဂလာစနရာလေလာ2020နဲ့ခရောက် AP တက်တူစခနနိုင်ပရမူနီအခမ်းအနားကွန်ပျူတာပွဲကိုအရခမအိန္ဒိယမှာတဆန်တာရောပရိုကွန်ရရတော့ဥဇာပတမအရခဝန်တို့သာစာသမအလုံးကိုအထူးကျေးဇူးတောင်းပါကောင်းပရိုဂရမ်လိုပါတယ်ဒီကျွန်တော်တက်တူမူနီကိုအရခမအိန္ဒိယကတဆန်နေပြီကွန်ပျူတာရှင်းနောက်ခွန်ရဆိုဒီတကင်ဆိုကနေပြီနှစ်ကရင်မြောက်ရှိပါပြပထမတကင်ကနေပြီ2025ခုနိုင်ကနေပြီစရာဦးဆိုလုံးထိုင်ဖိုက်ကရှာအရကျွန်တော်တာရောက်ရှိမှခွန်ရပါတယ်ဒီခု2020နဲ့ခရောက်ဧပြီလ10ရက်နေ့မှာကျွန်တော်တို့စရာရေချိုတန်ဖိုက်ကရှာအရဒုတိယဂရမ်လောက်တာရောက်ဂုံဘူးရှိမှခွန်ရပါတယ်နောက်တော့ကျွန်တော်ကျေးဇူးအထူးတောင်းပါတယ်ဆိုပဲကျွန်တော်အရခတက်တူစကနနိုင်ပရမူနီမှာဂုံဘူးဖို့အစီအစဉ်ကတော့ကျွန်တော်ဥစ္စာပထမကပြရှေတပေါင်းနဲ့နေပြီအဖွန်အမှာစကားပြောင်းနေဂုံဘူးရှိမှလောက်ဖိုက်ပါတယ်ကပြကကျွန်တော်တို့ဒီ site မှာကနေပြီဆရာဂျော်ဂျီ reset ထားရယ် degree second မေဆိုရကပြရှင်နဲ့ဂုံဘူးရှိမှလောက်ဖိုက်ပါတယ်ဒီကပြကဆိုကြရခိုင်သူရခိုင်သားရခိုင်အရခနိုင်ငံသူနိုင်ငံတော်တို့တီတော့အလွန်တရာနေပြီအရပါအရာရောက်တဲ့ကပြရှိတပုတ်ဖိုက်ပါတယ်ညောင်းတဲ့ကျွန်တော်ဒီနှလုံးသားမှာနေပြီဖောင်တင်နေပြီ reset မလို့ပဲနှလုံးသားထဲမှာကျွန်တော်မှတ်ကြောက်ဆွဲထားပါတယ်ဒီပထမဘာသာရှိကိုကျွန်တော်နေပြီဖက်ဂရာ program လောက်ဖိုက်ပါတယ်အလုံးအရခဝန်တို့သားအပါဝန်အရခနိုင်ငံသူနိုင်ငံသားတို့ကတရားလေးကျွန်တော်ရှိမခွန်ဂုံဘူးစကားတီကို online မှာတဆန်အလုံးကရှုနာထုံးပြပါလို့ဥစားပထမတောင်းဆိုရှမ်းပါတယ် pressure ခါရလေစန်တဝါဝနေရာရှောင်းနေကြတယ်လေခရစ်ဆုံးကစားမလေးနေဝဖို့ဒီခရီပရဒါစီရှောင်းရဲအိုခါရိုလေဇာတူဘမခဝေပိုင်လမရတမန်ချိုစာမိုက်ပေါင်းနရာကျော်ဒုက္ခဇုံနေအောင်ဒုံစောကခရုံချနေကျွမ်းတဘဘဝနဲ့မျိုးလုံးရှာတိခန်းခေါမောဘကနေဝရုံရှောင်းစီရုံစစုံလိုက်တဲ့လက်ခဲရိုမအာရုံကကိုမှန်မျိုးရခဆုံဖရက်ရှာကထမောင်းလေးနဲ့ရီဘာပလေးဘဝအဖရိုက်အောက်ဆုံးထမှာရှူရှိုက်ဖို့လီမဟင်းကေတောင်တီဖိုက်ပတ်စီခရီအောင်နေမလောင်းလောင်ပြောက်တဲ့ငရိုတိဘွားဆိုင်ခေါင်ထညီမနာပြောဝေးငါအဖေးလေးကျွမ်းငါအဖိုးလေးကျွမ်း
ngà lê chuan mong lê chuan xì luôn lê chuan tầm lê chuan tầng nghề xong rong tầng áo tầng yong la vậy đi bên chuan bảo nào nhiều sát đi của pi bác xong là giá cả lê luôn mình cái cố tay bê của rong tầng áo nè pro lại xong rồi giờ cái lê ngồi tay bê ra mà lê tầng nhau đi với ta lý cho là cái lê luôn nè long cả bring bring ra narain ra sung nào u khai ta khoan luôn tầm mấy phong đau sẹo ra rồi hoàng cao gong này phong ngõ thòng chủ gong của mua rong của cô bận à cô tay bê cô này cái mà cô bảo ta cô sẽ chừng này khả năng nó mà nên khá cái lê à cú xin bèm mà cái rong sa po con lấy đi giờ cái lê ngồi tay bê ra mà lê cô mà mua không mà chẳng lấy bộ bê thòng du nó mấy tay federal sẽ khắp bên ô cái lê khai sa bị mất nhỉ tập bảo đây sang tập này bảo mà nó sẽ có thay vậy mà mình chỉ rằng tùy tập con này na kinh đã mua cái xe đồ rồi bây Roma phố con trong dân được sao ở đi lấy phong sát thay ra giá thành này lạc thêm mình cô cái thòng project làm mình những cái rung bia thay luôn bây mà nó đã khâu lung la rita cruiser lấy cái mày lung của chế zoom nhảy tầm mà đấy cho nó जे कप्या थे मा पारे पाए नौ टाइगा जनरो जातो बं मखा वे पाइलम रा समय चोसा सो बे नौ टाइगा जनरो फाइबा लखा रे क्राउन आर्टिक को स्टैंड मोना ने बे संखान जा युमना दिगु लाशी न्यामा काला मा जनरो अटु यु तंगा राजा तिले म्यो के शी बा जनरो ठोंखने रा शाइसे ले मटाइन खां शाइसे टाइ शाइसे नाइ काला दिगा फोशों सरा उमरा वाई माक्राशा को थाउना मसाइलो रखाई आराखा नंगा नोगरी जातुं साइपो किंगो चारो खारे पाए दिगुले तो जनरो नसिदा राजू इंटरनेशनल खाइमा तेमुशो ई लन्यशा माक्राशा सीजनल सेकंड सिमिंग को मलाइना मचातुं मकाइन तो सोखा के दोखा जनरो रखाई लुम्यो दी आराखा नंगा तु नंगा तदी अमीना मा तोमा खोटों जरा ने भी चाखाली में महबा येजुने जनरो इंटरनेशनल नसिदा राजू मा टोटल पाउले मुदना अटु अलुं ग्लोबल खाइली रिजिक को ने बे तसिन सिना ने बे को सी वन ला के जो दिगो तो जनरो प्रीम रा बारे ये जनरो आराखा मीडिया मा तसं तदोई सिखना नाइ प्रे मुनि खाना गा निबि के तसं आराखा प्रेतु प्रेता नंगा तो दिगो तसं खान मा शोंसा गा आराखा तदोई अपो मा आराखा तदो मा तावन थां सों ने के टाइम पे न लुम्यो तो को जो तो निबि के असा को पटाना मथा बे साइट दे बोबा अपं ओडी अपो मा साइट दी अथों म मलुई म जी फो साइट दी निबि के मयि मियन जी फो प्या प्र म प्रोले जी फो तो जनरो अथु ग्रुप फो लो ए पाली में जातु का मा निबि के तखौ लुम्यो तम्यो टोटल फो मसन लो सो को अलुं तो रं फै मा ले सी फो लो ए पारे जनरो जाला पाउ निबि के नौ टाइ का शांता क्वेवा देगु लाशी म्यामा काला मा रिमिन सया जादा पोम्यो या तने मिंगुई फावी ललो जी ने आय लुम्यो तम्यो फै ने सो जो ले तो मिमी रोटी त उ तयाव शो न लुं तो टी थेमा सिक्था बोले तो लो ए पारे नोटने देशिन देगन देनिंगा बां सालो जनरो नौ अनागे आराखा नंगा नु को न्योमे टन निंगे लू हुजम्या दी तेदोई अपोमा तेदो दु तेदो तरोडी अपोमा साइटदी साइपाई सनादी लोरम टी अलुं मयोयन मप्यासी मयै मी जी बो तो जनरो ततिवुरिया क्रिकी थाबो लो ए पारे रनसुए गंडरा खाके बों म्यो जो ती मा जनरो रुंकन लोशा पालेटी तो मेमोडी अनि ने साइबर तया फाइफो जुलुंगा अमन तति बारमिन सोजले तो लो ए पारे कोरोडी साइबर तया म फाइरा रे खोन रे कोरोडी नि बे साइड में तया नि बे म फाइरा रे खोन रे यो खोन रे न रे को मरा ले दी बोले यो nga दी रखाई ता महो nga दी रखाई ता मा महो सुबि के खायु शादु को साइड मा नि बे के था जरा म लो बा तिने काई बे के टाइम मारा साइबर लो खोजा म हो बा नंगा नंगा फाइटवा ला बो तो अतिगा आशाशा अचा सुंगा तनाशों पन्याशों ये भी माया नहीं भी के वन कुछ पावा संवा मुड़ी ये वन कुछ पावा संवा मुड़ी कमा कथा प्रूफ भी सो गए जा लो जा कहने तो जनरो खरी में पापा ULA ऑर्गेनाइजेशन ग्लोबलाइजेशन दी वो तसिंग जिना नहीं भी के सी वाला रे काला का पां आराखा नंगे तो आराखा प्रेता रोटी को अलूं तो तुई तो दे क्रोशन हेलो रोफेशन केलो लाशों साबी के सीटा पाले जा देगु सुगे जनरो मा तसेना खनाय नाय पे मुइनी को तो मा चापा ने रे नहीं को रा पाले पाते यो तने जनरो म्योमा टोंडा निगे दे निगु सब बगरी बा चेजु बासा देगु जनरो तसे खनाय नाय पे मुइनी को चापा पाले दे नो अनागे मा जनरो इशों दमका कोठी कोंगे को चंगना नि बे निफो तो मेमोरी मा जा खन गन ना नि लो पावन संरो पिनाय फोले सोसा को सेंसर वेफन तुंजा यो ने अलुं तानि नानि को जो लोकं लोसों लगे पा मेलो टाइटन मा सगा प्रोजेक्ट ने गुं शो ए पारे अलुं चीजु म्याई ता मारे ဟုတ်ပါတယ်အခုပဲ
memory စိတ်စိတ်မှုမှုကောတက်တဲ့ကောဖိုင်လို့ကဗျာတီတော့ဆိုပြီးကိုပုံပြီးကိုစောအထူကောင်ကျေးဇူးတိုင်းပါတယ်။ကျွန်တော်နောက်ထပ်တရားလိပ်ပြီးဆောင်ပါတယ်။နောက်ထပ်ဦးထွန်းအိုကိုလိပ်ပြီးဆောင်ပါတယ်။ဟုတ်ပါအခိုင်တာလီတော့ပါ ဟုတ်ပါတယ်တာလီတော့ပါတုံးတရားရှင်တာ ဟုတ်ပါရော ကျွန်တော်နောက်ဦးထောင်းဖတ်ပါတယ်ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ဆိုင်ချောင်းအခုဆိုလာရှိမှချန်တယ်ကုနာလောက်ခပါတယ်ရနေတာကဘောဖတ်ပါတယ်ချက်တော့မလို့ထဲမှာနေပါတယ်ကျွန်တော်ကဘောရကြလာထားပါမောင်ရှန်ရှေဘဝနာဟင်းလီရဲ့အချင်းကနိုင်ငံကမှတိကျွန်တော်ကြောက်မှအများကြီးရော့ကက်ဆိုခါရဲ့တဲ့တော့ကိုလေရဘင်္ဂလားဒေ့ရှ်မှာဟင်းရဲ့တဲ့တော့တစ်ခါလည်းနောက်ကလိုက်ပါတယ်ဆိုခါနိုင်ငံလို့ရပါလက်ပါချလည်းမဟုတ်မသိပါရကောင်နားလည်းမလေခေါ်ရလက်ပါလက်ခါရလာရပါဟင်းလီခါပနာပါရဘောရကြလက်ကျဆုံးခါရနမ်ကရလူတင်ကအနေကျစာဖေပဲလာနမ်ကဒီဘောချိုပေါ်လာတယ်နောက်မှရပါဆိုခါ ဦးထွန်းအတန်းပိုက်လောက်ပါတယ်အတန်းဖောင်းလိုက်ပါ ကားပါလားရပါဆိုလေဟုတ်ပါတယ်ရပါအဲ့လက်တော့ဖတ်ပါတယ်ရပါတော့ဒီနေ့ခါဒီပုဂ္ဂိုလ်တို့တင်နာသူရကြဖေးဆရာချောင်းထွန်းကျေးဇူးကြောင့်ဆိုတာပေါ့ဒီအလန်တာမှာကျေးဇူးထူမှတောင်းပါပါတယ်ဒီအပိုင်းပါရခံလောရခံကလေးတကလောကုံလာဘုံအလုံးကလေးတကကျွန်တော်ကထူပံဝမ်းသက်ပါတယ်ပေါအောင်ပြပါတယ်ရပါဆမ်းပါဒီလာလာပါတယ် sorry ပါတတ်တော်မွေးနေအတွက်စုတော့စကဘရိုကာပီဖို့အတွက်အခမ်းအနားပြပါတယ်ညောင်းတော့တတ်တော်စကနေမွေးနေပါမွေးနေစုတော့စကဘရိုကာပီဖို့ကြောက်ပါကျွန်တော်ဥစားပြီး position ပါတယ်ဟုတ်ပါရပါချေတက်တော့မွေးနေတဲ့တစ်ချက်ခဏနိုင်မွေးနေငလေထူပံဂုံယူကြဂုံပြပါတယ်ဝမ်းလည်းဝမ်းသာပါတယ်တူတယောက်ချောင်းစီရေမေချမ်းမေချက်စာအလုံးတို့လေအခုပတ်ချက်ရခါတခါတည်းတိုင်းလာကြီးဒီကရိုဇာနေကြလေအထုပ်ပံကုန်ပြပါတယ်ဝမ်းသာပါတယ်အလုံးဒီတမ်ကအမ္မဘာဂျီလို့စုတောင်းမွေးတာပေါ်လဲပါတယ်အလုံးကဲမှာမကြီးဘောထောက်ကလေဒီတမ်ကလုံနမကြီးပလို့ကျွန်တော်တို့စုတောင်းပါတယ်ဟောပါအလုံးကိုကျွန်တော်စိတ်ကစားမပြပဲအချိန်မြတ်မြည်ပြအလုံးတူတယောက်ချောင်းစီကိုအထုပ်ပံကုန်ပြပါတယ်ဒီကျပါကတော့ပါဟုတ်ပါတယ်ကိုပဲမွေးနေစုတော့စကပရိုကာပီဦးထွန်းအောင်ထူအောင်ကျေးဇူးတိုင်းပါတယ်နောက်ထပ်တရားကျွန်တော်ကိုစုကျော်ကိုလိပ်ပြီးရှာပါတယ်ဟုတ်ပါကိုစုကျော်တာလီစောပါဟုတ်ပါရဲ့ကိုစုကျော်နေနဲ့ဒီတက်တော်စိခနိုင်နိုင်ဘရစ်မွေးနေတယ်နေပြီမွေးနေစုတော့စကပရိုကာပီဖို့လေးစားဖတ်ခေါ်ပါတယ်ဟုတ်ပါတယ်ပထမဆုံးကျေးဇူးတောင်းတော့ကအရာခမီဒီယာကိုကျေးဇူးတောင်းပါတယ်ကိုရိုမီဒီယာကြောတကဘာလုံးနာရှိတ်ဆက်လို့ကျွန်တော်တို့တက်တော်ဂုံဘူးစကပရိုခွန်ရပါမလားရေကိုအဲ့ကိုသိန်းထိုင်စနာကိုလူချောအားလုံးကျမ်းပါပါစီရှမ်းပါပါတတိပရိုက်ပါစီတတိပရိုက်မှာလည်းကျွန်တော်တို့လောရပါဖို့ရေကေတက်တော်ပိုချောနော်တကောအားလုံးလုံးတီလူလီကအတိတ်တလွန်ကောက်တော်လူဒီပါရမလိုက်ဘူးရေကေကျွန်တော်တို့2029မှာရခိုင်တမျိုးသားလုံးညှော်လောင်းနေတယ်အိမ်မှာတခုကိုကျွန်တော်တို့မခွန်ရဖို့လို့ဒီတက်တော်အချောင်းတာအမြကြီးတို့တာပြီးကေသစိတ်ပိနာနိုင်ငံတော်ကိုရခိုင်နိုင်ငံတော်ဖိုင်အောင်ပြုလုပ်နိုင်ပါစီလို့ကျွန်တော်ဆုတောင်းပြီးပါတယ်အားလုံးကိုကျေးဇူးတောင်းပါတယ်တူတယောက်ချောင်းစီကိုလူကြီးအလောက်ပါနောက်လူဒီ profit လို့ပါတယ်နောက်လူဒီ profit ကို broker ပြီးလဲကိုစုကျော်ကျဝန်တိုင်းပါတယ်ရေနောက်ထပ်ဒီမှာကျွန်တော်ဒီဖက်မှာကိုသိန်းစောကနေဒါကထောင်ပါတယ်ဟုတ်ပါကနေဒါကိုသိန်းစောလိပ်ပြီးရှာပါတယ်ကိုသိန်းစောဆောင်ပြပါလားအပိုင်းပိုက်ထက်ပါတယ်ရေကိုသိန်းစောဆောင်မပြသိန်းဆိုလို့ရေနောက်ထပ်ဒီဦးမရထွန်းပါလီစောပါဟုတ်ပါခင်ဗျာဟုတ်ပါတယ်တက်တော်မွေးနေစုတော့စကပရိုဂရမ်ပြီးဖို့ဖိုက်ခေါ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်နာမည်ဦးမရထွန်းပါကျွန်တော်ရခိုင်လူခေါ်ရေးကာကွယ်မွန်းတော်စမြအဖွေးကျွန်တော်ဒါရိုက်တာတယောက်ဖိုက်ပါတယ်တကယ်ကျွန်တော်အခုကတော့ခါဒီရခိုင်ပြည်လွန်မောက်နေပြီတနေရာမှာနေပြီကကျွန်တော်တက်တော်ကိုနေပြီကတဖွာတလန်ကအောင်ကိုကြီးပြီးနေတဲ့ပုဂ္ဂိုလ်တယောက်လေးဖိုက်ပါတယ်ဒီဘက်ကကျွန်တော်ကကြောင့်လူခွန်နဲ့ပတ်သက်လို့လေမြန်မာစိုက်ကုတ်စီလူခွန်ချိုးပေါမှုစားရဇွဲမှုချိုးပေါမှုဒီဟာလာရဟန်းတွေကိုလည်းကျွန်တော်ကအဓိကနေဘက်ကဗီဒီယိုမှတ်တဲ့ယူဘက်ကကျွန်တော်ပို့ပြီးနေတောင်းပြီးနေပုံကိုတယောက်လေးဖိုက်ပါတယ်ဒီကအခုတွေကျွန်တော်တို့စေခဏနိုင်မလို့နေဘက်ကကျွန်တော်ရခိုင်တက်တော်မင်းင်းကိုမှန်ဘက်ကကျွန်တော်အခုကွန်ပျူတာကပရိုခေါ်ရတဲ့တော့ကျွန်တော်လည်းအထူးပေါင်း1မိတ်ပါတယ်ငယ်အခုကျွန်တော်တို့ထောက်တာလေးစခေါက်ခုနိုင်ကကျွန်တော်ရှုပ်ချအနာကြားဆုံးနေကပေါ့ဒီနေ့ချိန်ဒီဘူချောင်းပြန်ကစနေပြီတော်လန်လာတဲ့အထက်မှာနေပြီမဆွေးတိုက်ရာစုမှာနေပြီဘူရှုပ်ထွဲမဲ့နိုင်ကနေပြီဥဆိုပြီကျွန်တော်တို့ဒီခိုင်တက်တော်ကိုနေပြီသူထောက်ပြီ2009ခုနှစ်မတူတော့ပြီ
ကျွန်တော်အခုအလုံးရောင်းနဲ့ကျွန်တော်ရခိုင်ပေးမှာဆိုလို့ရှိရင်ကျွန်တော်တစ်စင်းနဲ့မျိုးလုံးမှာစီလီမျိုးလုံးမှာစိတ်ထားပါတယ်ရေကအခုဆိုလို့ရှိရင်ကျွန်တော်ပလာဝမှာဆိုလို့ရှိရင်ကျွန်တော်ပလာဝမျိုးစင်ကာပူမှာကျွန်တော်စိတ်ထားလို့ရှိပါတယ်နဲ့ရေကဖရီကိုဆလာပီကကျွန်တော်နေမိဘူရှုပ်ပေါ်ရဲ့အတိုင်းကျွန်တော်နေမိကရခိုင်ပေးကိုနေမိကရခိုင်မျိုးတီကိုကံကမှာကိုဖန်ဒီကောင်ရဖို့တော့ရခိုင်မျိုးတီနေမိကကိုရီမဂျပန်ကိုရောက်ဖို့တော့နေမိကကိုဇာပန်ဇန်နေမိကဆော်ရဝလင်ကတဲ့ရေပေါ်တီကိုလေကျွန်တော်အထူးဟိုနေမိကဂုံယူမိမ့်ပါတယ်တချို့ဆိုလို့ရှိရင်တခါလေးကိုကျိုးကိုဆွဲဆက်ပြီးအစလိုက်ကိုပထနာမထားပြီးကိုရခိုင်လူမျိုးတော့နေမိကကျွန်တော်တို့ဒီရခိုင်ပြည်လွမ်းမဖို့တော့အထိကိုပန်းလာနေမိကရေပေါ်တီဘူမူဒီဘိုးရှုအစနေပြီးအားလုံးကျွန်တော်အထူးကျေးဇူးတောင်းမိပါတယ်ဒီကိုဒီလေးပဲကျွန်တော်ရခိုင်ပြည်ကျွန်တော်ရခိုင်တမျိုးသားလုံးအင်းမိကကိုကကမှာကိုဖန်တူကောရာပရိကေလာတနိုင်ငံလုံးအီရှမ်ပရိကေကိုရိုးရရှာပတ်နေတိုင်းရောက်ဖတော်လမိကေအားလုံးဟိုကျွန်တော်တို့ဒီကိုဝိုင်ဝမ်ကိုပန်တရောင်းတင်နာကနေပါဝင်မိကေဆော်ဝါကက်ပါလို့ကျွန်တော်ပရိုဂရမ်နဲ့ကျွန်တော်မြင်ရှောက်ပါတယ်အောင်ကျေးဇူးတောင်းပါတယ်ဟုတ်ပါတယ်အခုပဲ program ပြီးလိုက်ခေါင်းဦးမရာထွန်းထူမကျေးဇူးတောင်းပါတယ်ကျွန်တော်နောက်ထပ်တရားလေးပြီးရှောင်းပါတယ်နောက်ထပ်ကျွန်တော်အခက်မီဒီယာဝန်တော့ဖိတ်တယ်စာရီကျော်တန်တာလီဆိုပါဟုတ်ပါတယ် second night game ရောကြားတော့တယ်အရာခတက်တော်မွေးနေမှာအရာခမျိုးနွေစုတယောက်အနေနဲ့ဂုံပရုစကားပရိုခွန်ရာလို့အထူးကျေးဇူးတောင်းရှိပါတယ်အင်းအရာခတက်တော်မွေးနေမှာတားရောက်လာခဲ့တယ် online social media ထားကလူကြီးမိဖများနဲ့ရဟတ်တန်ရတော်များအားလုံးကိုဂရဝါပရုနောက်ဆက်လိုက်ရပါတယ်အင်းကာကဆိုလို့ရှိကကျွန်တော်အနေနဲ့မျိုးချက်စိတ်တဲ့ from the tamari the cross ပုံနဲ့အရာခတက်တော်မွေးနေကိုဂုံပရုလောက်ကိုဖက်ပါတယ်ရခမန်ဘူးမရမရာဦးကိုပြီးပြစိတ်ကူးလက်ကေအကြလိုရာမကုံနိုင်ပါလေအယောင်ခေါကခဆိုပါကေကိုတီကိုနဲ့ကိုကရငဲနဲ့ရာအခုအခါဆိုပါကေဇေဒီပြဖရောအိုရိုနဲ့မရိုတန်တိုင်းပက်လေးဝိုင်းပနာအမရောမကောင်းအထောင်ကောင်းတောင်းချိုင်ဟောင်းတော့ဒူပါရီဆိုလို့ဆိုကကျွန်တော်တို့ပျောက်ဆုံးနေတယ်ကျွန်တော်တို့အရာခပရိဂီကိုချက်ခုံကြမွေးသေးနေတယ်အရာခနိုင်ငံတော်ကြီးကိုကျွန်တော်တို့ပရန်လီတိဆောက်ဖို့အတွက်နိုင်ငံရေးသမားကောင်းဆောင်တီတော်လှန်ရေးသမားကောင်းဆောင်တီကမင်းရှုတန်ဆောင်ကိုတယောက်ပြီးတယောက်ကမ်းမနာတေးဆောင်လာခဲ့တော်လှန်ရေးနေပေတစ်ခုမှာအင်းဒီစစ်ခနိုင်နိုင်မလို့အရာခတက်တော်ရဲ့လာထေးမှာရောက်ရှိလို့လာပါတယ်ကျွန်တော်တို့အသားသွေးချွေးပေါင်းမြောက်မစွာပြီးဆဲပြီးကလာဆောင်ကတေးဆောင်လာတဲ့တော်လှန်ရေးစစ်ခနိုင်နိုင်မလို့အရာခတက်တော်ဤအောင်မတော်မှုစွမ်းပကောက်ကိုကျွန်တော်တို့အရာခမျိုးနွေစုအပါအဝင်ပြည်သူလူထုအလော်ပေါင်းစုံထားမကအရာခပြည်ကြီးမှာအရာခနိုင်ငံတော်အလံအောက်မှာအရာခနိုင်ငံတော်တေခန့်ကိုပရိုင်ဒူဆိုခဲ့ပြီးကကျွန်တော်တို့အနာဂတ်အရာခဒနတဟာယနိုင်ငံကိုအတူရှောက်လန်းဖို့ကျွန်တော်မျိုးချဲစိတ်တဲ့ from the tamari တေခန့်တပုံနဲ့ကျွန်တော်ဂုံပြူပြီးကအရာခတက်တော်စစ်ခနိုင်မှာမွေးနေဂုံပရုစကပရခွန်ကိုအင်းနေရာမှာရန်နာလာရပါတယ်အလုံးဂရဝပရုပါတယ်ဟုတ်ပါတယ်ဂုတ်ပဲတေခွန်နဲ့ဂုံပရုပြလိုက်ရစာရီကျော်တန်အထူးပေါင်းကျေးဇူးတောင်းပါတယ်တနာကကျွန်တော်အလေးပြီးခါရဲကိုသိန်းစောဟုတ်ပဲအဆောင်ပြရလို့ထောင်ပါတယ်ကိုသိန်းစောအလေးပြီးရှောင်ပါတယ်ဆိုပါကျွန်တော်တောင်းပေးပါတယ်ကျွန်တော်အလုပ်ရှင်မှာပဲလို့အားလုံးဒီဗီဒီယိုအောင်ပါပါပါတယ်ကျွန်တော်နာမည်တော့သိတယ်ကကျွန်တော်လက်ရှိကနေလာပါနေပါတယ်ကျွန်တော်တို့ဒီအာရခဒီခနိုင်မြောက်အခုပိုင်မျိုးခွတ်ပါရဒီအာရခမီယာကလူကြီးကိုလေးညီကိုတီကိုလေးအခုပေါ်ကြည့်ပြီးတောင်းပါတယ်ကျွန်တော်တို့တော့အာရခမီယာကဒီပိုင်လူကြီးကိုလေးပြန်ပို့ထားပါတယ်ကျွန်တော်အနေနဲ့ process ကတော့ဒီအာရခတဲ့တော့ကိုတော့ကျွန်တော်တို့ဂုံကျူးရေဆိုတော့ထားကျွန်တော်ကတော့အခုပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်ရခိုင်တော့အဖေကယုံကြည်ပြီးကြောင်းလေကျွန်တော်ကတော့အခုပါရဲ့ဒါပေမဲ့ကျွန်တော်တို့အာရခဘူစုံနဲ့တော့လေးမီပေါ်လေးမီဒီအာရခတိုင်ပြီးကနိုင်ငံတကာမှာသိရှိနေလူဒီကိုလေးတော့အခုပေါင်းဘာဝပူပါရဲ့ကျွန်တော်ကတော့အခုတည်းတော့ပြောကြမလို့ပါကျွန်တော်ကတော့ယုံလေးယူပြီးသားဆိုတော့ကကျွန်တော်ဒီလောက်နဲ့အခုပဲပါရဲ့ဘာဝပူပါရဲ့အားလုံးများကိုတူဟုတ်ပါတယ်ကိုပဲဘာဝပူမူစကား program ပြရတယ်ကိုသိန်းစောအထူးပေါင်းကျေးဇူးတောင်းပါတယ်ကျွန်တော်နောက်ထပ်တရားအနေနဲ့ sorry ပါကိုခေဆိုအလေးပြီးရှောင်ရဟုတ်ပါကိုဆိုတာလီတော့ပါဟုတ်ပါရောအောင်လုံးတာလီဆိုပါကျွန်တော်နာမည်ခေဆိုခေါ်ပါတယ်အခုပဲတတ်တော်မွေးနေ့စစ်ခနိုင်နိုင်မတော့
le bio pausa afre ma tato mwene ma akuba chano anena araka media thema akuba wa brike tato mwene atwa pro khonra lo le atupa jesu taw ni bare araka 1 to 1 to na le lo ni ga te me ba pri tu ro ko atupa karwa pru ro chano ro tathotara list khakha paw ni bike bo shom bya ro te bo cho thui asa bo shom bya thikနေဘိကေကျွန်တော်တို့တိုက်ပွဲဝင်လာတဲ့အချိန်မှာကျွန်တော်တို့ဒီတော်လှန်ရေးကိုစတောင်ထူထော်လိုက်စသည်ကျွန်တော်တို့တန်ရီစာဘူကျော်ထွီဖိုက်တီဆိုတာကိုကျွန်တော်တို့မင်းလုံးမရပါရအချိန်ကပါကျွန်တော်တို့တဆန်းပြီးတဆန်းကေလာခကတဲ့ကျွန်တော်တို့လက်ဆောင်ပြီးပြီးကေလက်ဆောင်ကန်လာတဲ့ကျွန်တော်တို့တော်လှန်ရေးကိုအင်းនេះကျွန်တော်တို့2009ခုနှစ်မှာဘူရှော့ထွန်းနေဥဆိုရကျွန်တော်တို့တော်လှန်ရေးကျွန်တော်တို့လူ20နှစ်ခါရောက်နေပြီကလဲနဲ့တလဲနဲ့နေပြီကရှမ်ပရနဲ့လွန်တော်ရတနေရာမှာနေပြီကစက်တောင်ခရဲရခိုင်တတော်အေဟာအင်းនេះ2020ခါကိုနာအီမီလာစီရနီဆိုကကျွန်တော်တို့စိခနိုင်နိုင်အဖရီဘောင်ဘောင်ပရခါစပြိုက်ပါတယ်ယေဇုနာကျွန်တော်တို့အီပိတရားနဲ့တရားကျွန်တော်တို့အဆမပရဝေနာနေပြီကတော်လှန်ရေးကိုလဲဆောင်ကန်လာတယ်ချိန်မှာကျွန်တော်တို့ဒီအင်းនេះဒီဘူရှော့ထွန်းနဲ့လက်ထီကိုကျွန်တော်တို့ရောင်းခါရတဆန်းဆန်းနေပြီကကျွန်တော်တို့40ခါကန်ပါနေပြီကကျွန်တော်တို့ကိုင်းလာတယ်နော်ကျွန်တော်တို့မီးစုတစောပဲနေပြီကတော်လန်လေးကိုအဆန်းကျွန်တော်တို့ကိုင်းလာစားအင်းនេះဒီကျွန်တော်တို့အာရခတ်တော် ULA အဆန်းကိုရောင်းခါရအင်းនេះစခနိုင်နိုင်တကာလမှာကျွန်တော်တို့ဒီ2024မှာကျွန်တော်တို့ရခိုင်ပြည်နယ်ထဲမှာနေပြီကကျွန်တော်တို့စိခနိုင်မျိုးနေထဲမှာကျွန်တော်တို့စိငါမျိုးနေကိုနေပြီကကျွန်တော်တို့သိမ့်ထားလိုက်ရဖိုက်တယ်ယေဇနာကျွန်တော်တို့နောက်လာဖို့အတွက်ကျွန်တော်တို့2010နိုင်မကုန်ပြီမှာကျွန်တော်တို့အာရခနိုင်ငံကြီးကိုတို့တလဲမမကြမ်းအောင်လောလာရီကိုအရယူပါမယ်လို့ဘူရှော့ဒီကျွန်တော်တို့နှုတ်ကတိစာတော်နဲ့တကောကျွန်တော်တို့တာမှုအနေနဲ့ကျွန်တော်တို့ report ကိုအင်းတာမွေးနေမှာကျွန်တော်တို့ပြီးလိုက်တဲ့စာသည်ကျွန်တော်တို့အတွက်ရခိုင်တမျိုးသားလုံးအတွက်အမတမဝန်တာစရာဒီပြိတဲ့ယေဇုနာကျွန်တော်တို့တိတိမဟုတ်မခံမမှန်ကိုမလောက်ဆိုစားပဲကျွန်တော်တို့အမှန်တရားကိုကျွန်တော်တို့လော့နေတယ်လမ်းနေကျွန်တော်တို့အမေရိကန်လော့နေဖို့လိုတယ်အမေရိကန်လှုပ်ရှားနေဖို့လိုတယ်ယေမသားလျာကျွန်တော်တို့ဒီရဲ့လူဆောင်ရဲ့ပန့်တွေကိုကျွန်တော်တို့ရောက်ဖို့ကျွန်တော်တို့အိုက်နေလို့ကျွန်တော်တို့မရပါကျွန်တော်တို့တော်လှန်နေလက်နက်ကတော်လှန်တွေကိုမလုပ်ခဲ့ကျွန်တော်တို့လူဆောင်ရဲ့ပန့်တွေကိုကျွန်တော်တို့အင်းဗမာကိုလိုနီအောက်ထိကကျွန်တော်တို့မလွန်တော့နေပါအင်းဗမာကိုလိုနီအောက်ထိကကျွန်တော်တို့လွန်တော့လာဖို့ဆိုသည်အင်းရခိုင်ပြည်ချင်းမှာကျွန်တော်တို့ဒီအရခတတော်ကအုပ်ချုပ်ရေးတရစီရော်ရေးကျွန်တော်တို့စီဘော်ရေးအစခါတိကိုကျွန်တော်တို့စနိုက်တကြနဲ့ကျွန်တော်တည်ဆောက်နေတယ်ပညာရေးကအစကျွန်တော်တို့မလဲလမီကလောက်ကိုကျွန်တော်တို့ close နေပြီးကလုံနေတယ်ဆက်လက်ပြီးကကျွန်တော်တို့လွာလာရီရာရီနေမှာကျွန်တော်တို့အထက်မက close ပြီးကလုံနေဖို့ယေဇနာဝမ်ပြီးကရခိုင်တမျိုးသားလုံးပရံပရမရောင်းငါတဲ့ရခိုင်တရောအင်းနေရခိုင်ပြည်ချင်းမှာဟင်းငါတဲ့ရခိုင်တရောကျွန်တော်တို့လက်ရှုံးဆက်ပြီးကညီညွတ်နာကျွန်တော်တို့အမျိုးသားစိတ်ဓာတ်အမျိုးသားရံဖို့အတွက်ကျွန်တော်တို့တနာကကျွန်တော်ဘလော့ခါစားပဲ40ခါကပါကျွန်တော်တို့ဘူကျော်ထွီအစအင်းနေဘူရှော့ခွန်းနဲ့အဆုံးကျွန်တော်တို့လက်ဆောင်ကလာတဲ့အလွာလာရီကိုလူဆောင်ကတဲ့အိုင်မက်တီအမေဒမန်ကတဲ့ကျွန်တော်တို့အဖကျွန်တော်တို့အဖို့ကျွန်တော်တို့အဖိမဲခါတဲ့အိုင်မက်ကိုကျွန်တော်တို့လက်ထိမှာကျွန်တော်တို့အပရိပရက်ဆော့ကနေပြီးကရာဘာစီကိုကျွန်တော်တို့နီလောဂီကိုကျွန်တော်တို့နီလောဂီကိုကျွန်တော်20ရမနောင်ရဒီနီလောဂီ20ဆိုမှကျွန်တော်တို့စဘာလန်ကိုလိုတယ်စဘာလန်မှာကျွန်တော်တို့ရာလာဆန်ကိုကျွန်တော်တို့ဆောလို့ရပါနီလောဂီမနောင်လိုက်တော့ကျွန်တော်တို့ကိုဒီစဘာကိုလည်းမလန်လိုက်ဆန်ကိုလည်းမရလိုက်ဆိုခဲ့ကျွန်တော်တို့ဘဝစာအလကသတိမှာ responsible ပြလိုက်တော့ယေဇနာကျွန်တော်တို့တက်ညီနာတက်ညီလဲညီနာကျွန်တော်တို့လောခါရောက်ကျွန်တော်တို့အာရခနိုင်ငံကြီးကို report ကိုအလေးပရိုရောက်အင်းကျွန်တော်တို့အာရခနိုင်ငံကြီးဤကဲမောက်ချရာဂူရာရမီလို့ကျွန်တော်ဒီစတေခနိုင်နိုင်လဘီယိုပါစာအရွေအာရခတတ်တော်ရဲ့မွေးနေ့မှာပရောကရောက်နေငူလျှောက်ပါတယ်အောင်းတာလီသာပါမျိုးတော့ဟုတ်ပါတယ်
ခုပဲ broker ပြလိုက်တယ်ဝိုင်းစောထုမှာကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအထက်မှာ round ကဒီတခါအလေးပြီးစာညီကိုဒီစုံလာပြီးရလို့ထောင်ပါတယ်ရေကျွန်တော်နောက်ဆုံးအပိုက်အနေနဲ့ကျွန်တော်အာခမီဒီယာ editor shop Friday စာသိန်းထွန်းစာဟိုလေးပြီးရှောင်းပါတယ်ဟုတ်ပါဇာအနေနဲ့ဒီနေကကျောင်းပါရဲ့ကိုယ်အခင်းဒီနပတ်တယ်လို့ဒီအခင်းနဲ့အပိုက်မင်းခွန်းအနေနဲ့ broker ပြီးဖို့လေးတဲ့ဖတ်ခေါ်ပါစဟုတ်ပါရအထူးကျေးဇူးတင်ရှိပါတယ်ကိုတို့စောမှန်ပါတယ်ဒီနေ့ဒီပိုင်းအာရခတက်တော်ရေးစေခွနိုင်နိုင်မြောက်တည်ထောင်ရဲနီးမှာကျွန်တော်တို့အာရခမီဒီယာကနေပြီးအခုပိုင်းဂုံကူးခေါ်ရတဲ့တော့နဲ့ဒီပြီးကျွန်တော်တို့အပရီမှာရောက်နေခဲ့တဲ့အာရခပေသူပေသားတို့ကိုယ်တိုင်တားရောက်ပြီးကိုယ်တိုင်ကိုကြကျေးဇူးတော်စကားဂုံကူးစကားအပရော့ကပ်ပြီးတော့နဲ့အထူးကျေးဇူးတင်ရှိပါတယ်ရောက်ပိုင်းပရော့ကခေါ်ရတဲ့တော့နဲ့လေးအထူးဂုံယူပါတယ်ကျွန်တော်တို့တနာကအလုံးဒီပရော့ခါရဲ့ပိုင်းကျွန်တော်တို့အာရခတက်တော်ရေးစေခွနိုင်နိုင်ကာလာမှာအာရခပေသူပေသားတို့မျော်မှန်းခိုင်ရရှိမှုမျော်မှန်းခိုင်ပရိနိုင်ရာစုရှိပနာတောင်းတခိုင်ကိစ္စတိအောင်မမှုတိကိုမြဝတ်ထန်ထအန်အော့ကိုကောင်းလို့တဲ့အချိန်အဟုန်နဲ့ယူဆောင်ထားပြီးဖိုက်ပါတယ်ဆိုကြရငါဘန်တဆကျွန်တော်အာရခတက်တော်ဤတဲမှုရှုပ်ဟိုရှုပ် travel နိုင်ကိုတိုင်းအပရော့ကခိုင်အတိုင်းကျွန်တော်အာရခတက်တော်ရေးဆာလာလုံးဆောင်ပြလာဖို့ဖိုက်ပါတယ်ရနေတာမှာကျွန်တော်တို့အာရခပေသူပေသားတို့ဤကန်းခံမှုအထူးသဖြင့်ကျေးဇူးတော်ရဖို့ထင်မှာအာရခပေသူပေသားတွေအာရခတက်တော်နဲ့အတူအသားတီကိုရောင်းလို့အိုးအိမ်တီကိုရောင်းလို့ဘဝတီကိုရောင်းလို့ကန်းခဲရဲတီပြနေဆိုအထူးကျေးဇူးတောင်းရှိပါတယ်ရောင်းတော်နဲ့လေအာရခတက်တော်ဤရှိခရီမှာအာရခပေသူလူထုရဲ့တစတာဒီပါဝင်ပြီးလာခဲ့ပါလို့လာခဲ့ဖို့လိုအပ်ပါရဲ့လို့ program လိုပါရဲ့ရရှာနဲ့အတူအာရခတက်တော်နဲ့ကျွန်တော်တို့အာရခပေသူအစိုးရတို့အာရခပေသူပေသားတို့ပူးပေါင်းမနာအာရခမဲ့ပုံတော်အာရခ passport အာရခနိုင်ငံတော်စွစွာနဲ့ကဘာကိုစားလာပြီးရဲတီလာနိုင်အဆောင်ကိုအယောင်ဆုံးရောက်ရှိပါစီလို့ကျွန်တော်ဒီကနေပြီးတန်တိထဲရူခါပါရဲ့လို့ပြောချင်ပါတယ်အားလုံးတာလီစားပါအားလုံးကာရဝပါဟုတ်ပါတယ်ကိုပဲနောက်ဆုံးပိုက်စက program ပြလာတယ်ကျွန်တော်အာခမီဒီယာ editor shop ဖိုက်တယ်စာသိန်းထွန်းစံတူအောင်ကျေးဇူးတောင်းပါတယ်ကျောင်းဒီတူအောင်စာသိန်းထွန်းစံနဲ့အတူအခုဒီခိုင်းတော့ကိုတက်ရောက်လာတဲ့ဒီညီကိုမော်နမတီအားလုံးကိုလည်းကျွန်တော်ကပါဒီအာခပေတူတီရဲ့အားလုံးကိုစားအာခတက်တော်ကိုစားအာခမီဒီယာကိုစားကျေးဇူးတောင်းလို့ထားမယ် broadcast ရှောင်းပါတယ်ဒီကျွန်တော်အနေနဲ့နောက်ဆုံး program ဆိုခဲ့ဒီ2009ကပါ2009 ABC ကတစ်စီကစလာတယ်ဒီအာရခတ်တော်ဒီနေ့က2020 crop hybrid CNI ဆိုလို့ငယ်ကျွန်တော်699တောင်းပြရဖိုက်ပါတယ်ဆိုရရောက်699ပြရှင်ကမှာဒီဘက်တို့ရောက်လာတဲ့ရှင်ကာလာဒီမှာအာရခတ်တော် Brave for him ဒီအလုံးရဲ့ဒီပိစာမုန်ဒီနဲ့ဒူဒီအာရခတ်နိုင်ငံတော်ဂရီကိုဒူဒီလိုရှောင်းတဲ့ point တွေတို့အရာမှာတောင်းနေပါစီကောထမှန်ပြီးစုတော်ရောနဲ့ကျွန်တော်အနိခါပုလို့ဒီတတ်တော်စိခနိုင်နိုင်ပြစိခနိုင်နိုင်မလို့မွေးနေစုတော်ဝေး online အခါင်းတော့ကျွန်တော်အိမ်မှာပေါင်း random လိုက်ရအိမ်မှာပေါင်းအဆုံးသတ်လိုက်ရဆို program နဲ့ကျွန်တော်အားလုံးကိုပေးဦးနေတဲ့တရားကပီပီတရီတရားရှောင်းဒီလေးကျေးဇူးတောင်းgrow နဲ့ကျန်မရှင်းတော့ပါစီလို့အားလုံးကိုစုတော်ရောနဲ့ကျွန်တော်ဒီစီကိုအိမ်မှာပေါင်းအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတောင်းပါတယ်အားလုံးကိုကာရောပို့ပါတယ်